ဆရာဇော်လင်းအောင်လို့ခေါ်တယ် Camino se zolion que llegó ဒါပေမဲ့တော်တော်များများကဆရာဇော်လင်းအောင်ဆိုမသိကြဘူး a lo mejor se zolion de ne que တခါကကျွန်တော်အသင်းသားတယောက်နဲ့နော်တခြားအသင်းတော်တယောက်ကဆိုင်မှာစုံကြတယ် avec do cap member que crito bugue de lo que mita have tong ga sang ke အဲ့နဲ့ကျွန်တော်အသင်းသားကိုမေးတယ် que member bo ha vakia ဘယ်အသင်းတော်မှာတက်လဲလို့မေးတော့ mo crito bugue na pungu ji vakia do ဆရာဇော်လင်းအောင်အသင်းတော်မှာတက်တယ်လို့ပြောတယ် se zolion crito bugue ne ka pungu ji de va hu အဲ့ ga နဲ့အဲ့တယောက်ကပြောတယ်ဆရာဇော်လင်းအောင်ဆိုမသိဘူး se zolion do kan ke baji အဲ့နဲ့ကျွန်တော်အသင်းသားတတိယသွားတယ် que crito bu member bo ne va sang to ya အဲ့နဲ့ तू ကပြန်ပြောင်းပြောတယ် bo va hu ba chi ဆရာယောလင်းအောင်သိလား se yo lion ge ne ka pu အဲ့ na ဆ da ရာယောလင်းအောင်ဆိုရင်တော့သိတယ် yo lion do kan baji တော်တော်များများကျွန်တော်နာမည်ကိုယောလင်းအောင်လို့ပဲခေါ်တယ် alors ho ne kami yo lion ji ku ha ဆိုတော့နော်ဘာဖြစ်ဖြစ်ဒီမှာရှိတဲ့မိသားစုတွေနဲ့တွေ့ရတာဝမ်းသာတယ် ge in bung ha de atong go ya kalong to ဆိုတော့ကျွန်တော်ဒီမှာအရှိမလဲလာခဲ့ဘူးတယ် alors me boge me get to ba Kansas မှာနော်ဒီအသင်းတော်ရဲ့ဖိတ်ခေါ်မှုကြောင့်အချိန်ချင်းလာပြီးတော့ဝင်ငါခွင့်ရတယ် Kansas ang bo hala en krito bu ne na ku ono thide ne ku ono thide pache bu the ko ba me ဖခင်ကိုလည်းကျေးဇူးတင်တယ်လို့ pache ge kalong to ho de ဆရာမောင်မောင်နဲ့ဒီမှာဆရာပိုးနဲ့အသင်းတော်လူကြီးတွေအသင်းတော်အားလုံးကိုကျေးဇူးတင်တယ် en ge pita ha pastor ha ge me kalong to krito bu ge me kalong to January တုန်းကလည်းဆရာရီမွန်အားနဲ့အားဖြင့်ကျွန်တော်ဒီမှာရောက်လာတယ် January le kha ceremony de Malaysia pastor bori atong ba en ga သူအားဖြင့်လည်းအများကြီးကောင်းချီးရကြတယ် amo ge de ma pate pi hu thwa te o သူကိုယ်တိုင်လည်းအားလုံးကိုနှုတ်ဆက်ခိုင်းပါတယ် amo ye ma e besla ha သူလည်းအားတတိရတဲ့အကြောင်း mere ke nya o ji de ကျေးဇူးတင်တဲ့အကြောင်းပြောခိုင်းပါတယ် kalong to ji de en hu sa ဆိုတော့ဒီမှာရှိတဲ့တယောက်ချင်းစီတိုင်းရဲ့စာငတ်မှုတွေကျေးဇူးတင်တယ် en ge e milu revene na penkino ye ma kalong to ဆိုတော့ဒီအသင်းတော်ရဲ့ဒီနေ့ရဲ့ဆောင်ပုဒ်ကိုကျွန်တော်သိခွင့်ရတဲ့အခါမှာ en krito bu atonin ko na to gu bo kaung la hen ka ni de အရန်ကျေးဇူးတော်ချီးမွမ်းတယ် mere be bo ka the sa ဆိုတော့ဆရာကကျွန်တော်ကိုပြောပြတယ် se bo ne ke hu ba ဒီနေ့ဟာ atonin ko no ဘုရားသခင်နောက်ကိုလိုက်ခြင်းဖြစ်တယ် be bo ji ji ne thwa ဘုရားသခင်နောက်ကိုလိုက်ဖို့အတွက်နော်အာယုံစိုက်ကြတယ်ဆိုတာကျွန်တော်သိတယ် yesu khin no la jugula apen ki ha ji de ka ne ယုံကြည်သူတယောက်ချင်းစီတိုင်းက zeng tu milu ra ve hum အမြဲတမ်း jong je ခရစ်တော်နောက်ကိုလိုက်ဖို့အတွက်အာယုံစိုက်ရမယ် kri no la jugula bo hu to la mo ne thwa ခရစ်တော်ကကျွန်တော်တို့ကိုခေါ်တဲ့အခါမှာ yesu khin ne en ku le hum သူ့နောက်ကိုလိုက်ဖို့ခေါ်တယ် anu la jugula ne en ku ဒါကြောင့်ကျွန်တော်တို့ခရစ်တော်နောက်ကိုဘယ်လိုလိုက်မလဲ kri no la ne ma jugu ngo တခါတလေကြာရင်ယေရှုနောက်ကိုလိုက်တယ်လို့ကျွန်တော်တို့ထင်ပေမဲ့ ata ta ve yesu khin no la ka jugu ji de va to ye ma ဖျားသခင်နဲ့ကျွန်တော်တို့စန့်ကျင်ဘက်ကိုသွားမိတတ်တယ် yesu khin de apale ko la ne avate he asuli ko la ne avate he ဒါကြောင့်ကျွန်တော်ဒီနေ့အချက်၃ချက်ကိုကျွန်တော်အဓိကပြပြခြင်းနဲ့ atoni achata thong la ne ale la ne ke hu ba ro ဒီဟာကအသင်းတော်တွေအတွက်ယုံကြည်သူတွေအတွက်အင်မတန်ရေးကြီးပါတယ် e krito bu hala zeng tu hala mo re ji ji ပြီးရင်ကျွန်တော်ဆူတောင်းပေးခြင်းနဲ့ atuke de so ge sam ngo လူနာတချို့အတွက်ကျွန်တော်ဆူတောင်းပေးခြင်းနဲ့ adali bo ba hala ye ma so ge sam cho ထိုးဖောက်မှုလိုအပ်တဲ့သူတချို့အတွက်ကျွန်တော်ဆူတောင်းပေးခြင်းနဲ့ malapu ti khu no e la apen ki bo hala ma ge sam cho ကဘာဦးကျမ်းခန်းကြီး40နဲ့အငယ်36ကိုဖတ်ခြင်းနဲ့ ka ba u che somli ta ni song thong tan tro ke ke ri ba cho ကဘာဦးကျမ်းခန်းကြီး40နဲ့အငယ်36မှာ somli ta ni song thong tan tro ga ka ba u che genesis ga ဒါကယာကုပ်ရဲ့ပြောတဲ့စကားဖြစ်တယ် jacob ne ahu bo bue ne thwa ဒီအရာကကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းအတွက်အရေးကြီးတယ် zeng tu mi lu re ve hala a ji ji ဒီမှာယာကုပ်ကဘာပြောလဲဆိုရင် jacob ne ma bo ma hu ji la thwa la no အဘယာကုပ်ကလည်း de mi po jacob ne သင်တို့ဒီငါသားတို့ကိုလူယူကြပြီ nani ne ke kha to li de ne no ve u ယောသမရှိ Josema on va que ရှိမောင်မရှိ Simoma on va que ဘင်ဂျမင်ကိုလည်း Benjamin huma ယူသွားချခြင်းဒီတကား buona tia keve juda ဤအမှုအလုံးစုံတို့သည် he balandu ငါနှင့်စန့်ကျင်ဘက်ဖြစ်သည်တကားဟု
ကဲတဲ့အရောစင်ကူကြည့်တယ် သူတို့အားဆို၏ အမေမိခါအဟုတ်ပဲဟဲ့ ယာကုပ်မှာသားသမီး12ယောက်ရှိပါတယ် ယာကုပ်ကဟတနုံတပေါ်လောဟလဲနီအောင်အဝေး အဲ့ဒီယာကုပ်မှာရှိတဲ့သားသမီး12ယောက်ထဲမှာ တဲလောလဲနီကရေ အရေးကြီးတဲ့သားသမီးတွေရှိတယ် အကြီးမရအကြီးဟဲဘောတပေါ်တနုံအောင် စာတန်ကယာကုပ်ရဲ့ဘဝကိုပြိုလဲသွားစေခြင်းတဲ့အတွက် စင်တာနဲ့ယာကုပ်ဟိနောအခလီရူကီတိုယေ သူ့ဘဝတဲကနေအတိတ်ပဲရှိတဲ့လူတချို့ကိုထုတ်သွားတယ် အဟိနောကတဲ့အကြီးကြီးဟဲဘောတော့ဟဲခအလောဟဲ အဲ့ဒီသား3ယောက်မရှိတော့ရင် ခွေတော့တပေါ်လောထုံအငဝဲခလာရင်တော့ ယာကုပ်ကဘာပြောလဲဆိုတော့ ယာကုပ်နဲ့မောချီမကျဲ ငါဘဝဟာ ကဲကဟိနောဒူ အတိတ်ပဲမရှိတော့ဘူး အရှူလာအောင်ဝဲခ ငါအသက်ရှင်တာ ကဟိနောဟ အတိတ်ပဲမရှိတော့ဘူး အရှူလာအောင်ဝဲခ တလောကလုံးကငါ့ကိုစန့်ကျင်ဘက်ဖြစ်တယ်လို့ဖြစ်လာတယ် လက်ဖိပင်းပင်းနဲ့ကဲအဲဒူဘောရင်ဟဲထွားပဲ ဒီထဲမှာလည်းလူတချို့ရှိမယ် အင်္ဂါတနီအဘအောင်ငေါ အသက်ရှင်တာအတိတ်ပဲမရှိဘူးလို့ခံစားတယ် ကဟိနောရှူလာခကြည့်တဲ့အခန်းစားဘောနငေါ အသက်ရှင်တာဘာအကျိုးမှမရှိဘူးလို့ခံစားတယ် ကဟိနောအတုံကနောအောင်ခကြည့်တဲ့အခန်းစားဘောနငေါ ရုန်းကန်ရတယ်လို့ခံစားတယ် မရကတဲ့အင်ဂျဘောမနငေါ ဒီအချက်3ချက်ကြောင့်ဖြစ်တယ် အဲသာထုံကီတူနဲ့ထွား ဒီအချက်3ချက်က အဲသာထုံတို့ ခရစ်တော်နောက်လိုက်တဲ့အခါမှာလည်းအင်မတန်အရေးကြီးတယ် ခရီနိုလာအရှိကူနောကေမမရကြီးချီ ကြောက်ဒီအချက်3ချက်ကိုကျွန်တော်ရှင်းပြခြင်းနဲ့ အဲအချက်သာထုံကောလာနေကေဟုတ်ပ ပ ကြော ထမတစ်ချက်ကဘာလဲဆိုရင် ဒါခိနောအချက်တော့အမကြီးမထွင်ချင်းတော့ ယောသက်ဖြစ်တယ် ယောဆက်နဲ့ထွား ယောသက်ဖြစ်တယ် ယောဆက်နဲ့ထွား စာတန်ကယာကုပ်ကိုလဲသွားစေခြင်းတဲ့အခါမှာ စင်တာနဲ့ဇာကိုဟဲအခလီရူဒူ နံပါတ်1သူ့ဘဝတွေကဘသူ့အရင်ခေါ်သွားလဲဆိုရင် ဒါခိနောအဟိနောကေအဟမအတီးခဲကြီးလာထွားလိုက်နော် ယောသက်ကိုအရင်ခေါ်သွားတယ် ယောဆက်ခအတီးခဲ ယောသက်ဆိုတာဘာကိုပုံဆောင်လဲ ယောဆက်တော့အမမမဆာ ယူပါယုံကိုပုံဆောင်တယ် ဗီရှင်ယူပါယုံအဲနောခနဲ့အဟိုရူ ယာကုပ်ရဲ့သား12ယောက်ထဲမှာ ဇာကုပ်တော်လော်လဲနင်က ယူပါယုံရတာတစ်ယောက်ပဲရှိတယ် အဲနောအမေနောဘောလခိကလည်းနော် ကျန်တဲ့သားသမီးတွေမှာယူပါယုံမရှိဘူး အတွေ့အသမတော်ဟဲကအဲနောဟိဘွန်ခဲ ဟုတ်ပါသလား ထွားဒါ သဘောတူဆိုလက်ထောင်ပြပါဦး ယောဆက်ခနဲ့အဲနောဟိဘောထွား ကျေးဇူးတင်ပါတယ်ဖခင်ကောင်းကြီးပေးပါစေ ဘေဘနဟိထွားပြောစာ ကျွန်တော်ပြောတာအိမ်ငိုက်လားမအိမ်ငိုက်လားစမ်းကြည့်တာဖြစ်တယ် နေဤထွားတဲ့ထွားတဲ့จิบကစံပြေဘောတဲ့ထွား ကျောက်ယောသက်ဆိုတာဘာကိုပုံဆောင်လဲ ယောဆက်နဲ့မမမွဆာ ယူပါယုံကိုပုံဆောင်တယ် အဲနော ကျောက်ကျွန်တော်တို့ဘဝမှာလည်း အမောဟိနောကေယမ တက္ကသလေမှာ အတတပဲယေ ယူပါယုံအခိုးခံရတယ် အဲနောရူဟဲဟဲ တော်တော်များများ အလောင်းဟွာ အလုတ်လုတ်တယ် ရဲဟဲအို အိမ်ရှိတယ်ကားရှိတယ် အင်းဟိအမတော်ဟိအို အမေရိကမှာအားလုံးရှိပေမဲ့ အမေရိကန်ကမရဟိယမ ဒါပေမဲ့ကျွန်တော်တို့မှာယူပါယုံပျောက်ဆုံးနေတယ် အဲနောအဝဲဟဲ ယူပါယုံမရှိတော့ရင် အဲနောအောင်ဝဲခေ တုတ်တန်ချမ်းကဘာပြောလဲဆိုရင် တုတ်တန်နဲ့အမေဖွန်တမနဲ့မချင်မချင်တော့ လူတွေဟာအချင်းကြီးဖြစ်တယ်လို့ပြောတယ် ကွန်လက်တကိုဟလက်တရကအသကဲဘောနဲ့ထွားကြည့်အဲနော ဘာ ခေ အကျိုးမှရှိမှာမဟုတ်တော့ အ ဘူး မေတုံးကနောင်ခေ ကျွန်တော်တို့မလေးရှားမှာနေတုန်းကမြန်မာပြည်မှာနေတုန်းကရွာမှာနေတဲ့အချိန်မှာကျွန်တော်တို့မှာယူပါယုံတွေရှိကြတယ် အဲနောဟေယော အဲ့ဒီယူပါယုံတွေနဲ့ကျွန်တော်တို့ရှင်တန်တယ် တွဲအဲနောဒီနေသူကော ဒီလိုအသင်းတော်မျိုးကိုဥဆောင်တဲ့အခါမှာ အဲတော့ဘခရစ်တော်ဘူးဟဲအတိခဲတဲ့ အသင်းတော်တိုင်းမှာယူပါယုံရှိတယ် ခရစ်တော်ဘူးတကကအဲနော ကြောက်ခရစ်တော်နောက်လိုက်တယ်ဆိုတာ ခရစ်နောလာယူကူကြည့်ပါတော့ ဖျားသခင်ကဝိညာဉ်ခေါင်းဆောင်တွေကိုယူပါယုံပေးထားတယ် ပတ်ချနဲ့မစ္စတော်နုပွားခတိခဲတွဲခအဲနောပွဲဟဲ ဒါကြောင့်ခရစ်တော်နောက်လိုက်တယ်ဆိုတာက ခရစ်နောလာယူကူကြည့်ပါတော့ ဖျားပေးတဲ့ယူပါယုံနောက်ကိုလိုက်တာဖြစ်တယ် ပတ်ချနဲ့ပွဲဘောတော့လာယူကူခနဲ့ထွား ဖျားသခင်ပေးတဲ့ယူပါယုံမရှိတော့ရင် ပတ်ချနဲ့ပွဲဘောအဲနောဝဲခေ သင်ဖျားသခင်နောက်လိုက်တာမဟုတ်တော့ဘူး ပတ်ချနောလာယူကူဘောထွားခ ဒါကြောင့်သင်ကိုယ်တိုင်ယူပါယုံမရတတ်ရင်တော့မှ နမ်ကူတိုင်နမောပင်ပတ်တဲ့အဲနောနဟူတခေမှာ ယူပါယုံရတတ်တဲ့ခေါင်းဆောင်တွေကိုဖျားသခင်ပေးထားတယ် အဲနောအမေချေဘောတိခဲတွဲနောလာခေနယူကူချလာမကြီးစီ ခေါင်းဆောင်တွေရဲ့ယူပါယုံဟာ တွဲဦးအန်တိခဲဘောအဲနောကခေ တယောက်ချင်းစီတိုင်းရဲ့ယူပါယုံဖြစ်ရမယ် မီလူရဝဲအဲနောအထွတ်ကြီး ယူပါယုံမရှိရင် အဲနောအောင်ခေ ကျွန်တော်တို့ဘဝရှင်သန်တာအလကားပဲ အဟိယနောအတကဲဘောနဲ့ထွား အခုကျွန်တော်တို့ဘာဖြစ်လို့အမေရိကရောက်လာလဲ ဘယ်မှာအမေရိကကထော တော်တော်များများအမေရိကရောက်လာတာဟာ အလောင်းဟောအမေရိကထောဝဟမ် ဖျားသခင်ပေးတဲ့ယူပါယုံကြောင့်ဖြစ်တယ် ပတ်ချနဲ့ပြဘောအဲနောကေတုနဲ့ထွား လူတိုင်းကိုဖျားသခင်ဒီကိုပို့တာ
ကလာနေပချက်ကလာစောဘောဟ လူတိုင်းအတွက်ဘုရားသခင်ထားတဲ့ယူပါယုံရှိတယ် တုံတမီကောလာပချက်အင်းတော့ဟေ အဲ့ဒီယူပါယုံကိုကျွန်တော်မဖမ်းမိဘူးဆိုရင် ဦးတဲပချက်နေပြောအင်းတော့အကင်းလဲလာထွားရဲ့ အဲ့ဒီယူပါယုံတွေပျောက်သွားပြီဆိုရင် တဲအကင်းဘောခရဝဲဝဲလာထွားရဲ့ ဒီနေ့လောကကြီးမှာအသက်ရှင်တာအလကားပဲ အင်းလေဖိဘောလာအဟင်းဘောအတကဲ ဒီ ပဲ မှာကျွန်တော်ပြောပြရစီ ကဲဟုဘကဲဟု ယူပါယုံနဲ့ရီမန်းချက်မတူပါဘူး အင်းတော့တဲ့တဲနေဟဲရဝဲအင်းတော့တဲ့ ယူပါယုံဆိုတာ ဒီ က မချက်တဲ့ယူပါယုံတော့ဒီပချက်ကတဲ့မဲဘောတဲ့အမောကတဲ့အမောနဲ့ထုံးအောင်ဘလို့ ယူပါယုံဆိုတာကဖျားပေးတာဖြစ်တယ် ယူပါယုံအင်းတော့ကကြည့်ဘောတွေ့အဟုတ်တေးဘောအင်းတော့ကပချက်ကတဲ့ထောဘော ရီမန်းချက်ဆိုတာကကိုထားတဲ့ဟာဖြစ်တယ် အင်းတော့တွေ့တာခဲ့တော့ဒီမချက်ကြည့်ဘောတော့အမောကအင်းတော့ လူတိုင်းကဒီနှစ်ခုကိုသဘောမပေါက်ဘူး တုံတမီကောနေအသားနေထဲထဲခဟဲ အနာဂတ်မှာငါဘာဖြစ်ရမလဲဆိုတဲ့ရီမန်းချက်က အမလာမမကကြည့်ကိုကြည့်ဘောအင်းတော့အမောကလာနေအင်းတော့သူ အဲ့ဒါယူပါယုံမဟုတ်ဘူး ခဲကပချက်ကတဲ့မဲဘောအင်းတော့ထွက်ခ လူတွေကအဲ့လိုရီမန်းချက်ထားတဲ့အခါမှာ တုံတော်နေခဲအမမအင်းတော့ခဟဲဟဲတဲ့ ကိုဖြစ်နိုင်တဲ့ကိုလုံနိုင်တဲ့အရာပေါ်မှာပဲရီမန်းချက်ထားတယ် မော်ဂျီခုနိုဗလာခေဂျီခုနိုဗလာခေနုံဝါရတဲ့အင်းတော့ခဟဲ ကိုအရေးချင်းအပေါ်မှာပဲရီမန်းချက်ကိုထားကြတယ် အမမတီနိုဗလာခေနအခြေခံနေအင်းတော့ဟဲ ဖျားပေးတဲ့ယူပါယုံဆိုတာ ပချက်နေပြောဘောအင်းတော့ တဲ့အရေးချင်းနဲ့မဆိုင်ဘူး နာနတီဟောနိုတဲ့စင်ကဘက သင်လုံနိုင်ခြင်းနဲ့မဆိုင်ဘူး နဂျီခုနိုတဲ့စင်ကဘက သင်ခွန်အားနဲ့မလုံနိုင်ဘူး နထောယုံနေနချခုဘက ဒါကြောင့်နံပါတ်1ယာကုပ်ဘဝထဲမှာဘာအခိုးခံရလဲဆိုရင် ဒါကနောဇာကိုဟီနိုကဘာမအရူဝဲဟဲဂျီလာထောလာယေ ယူပါယုံအခိုးခံရတယ် အင်းတော့ပချက်ကအင်းတော့ခအရူဝဲဟဲ မကျွန်တော်တစ်ခုပြောပြရစီ ဘုကဟဘော ယူပါယုံရလာရင် အင်းတော့ပချက်ကနေမဲမဲလာယေ လူတိုင်းကတင့်ကိုချစ်ကြမယ်လို့မထင်စေချင်ဘူး တုံတော်မြေကနေဆောဆောကကြီးတော့ကနာ လူတွေကယူပါယုံဘုရားသခင်ပေးတယ်ဆိုရင် တုံတော်ပချက်အင်းတော့ပြပဲယေ အားလုံးအဆင်ပြေမယ် မရဆေပီငေါ အားလုံးချစ်ကြမယ်လို့ထင်တယ် မရဆောဆောကကြီးတော့ကို မဟုတ်ပါဘူး တေထောခ ယောသတ်ကိုဘုရားသခင်ယူပါယုံပေးတဲ့အခါမှာ ယောဆပ်ကပချက်နဲ့အင်းတော့ဟဲပြတော့ အဲ့ဒီယူပါယုံကြောင့် အင်းတော့ပချက်နဲ့ပြဖို့ကြတူယေ အကိုတွေကမုန်းကြတယ် အူဟဲနဲ့အဖွာဟဲ ကျွန်တော်တစ်ခါတလေဘုရားသခင်ရှိရယူပါယုံရလာတဲ့အခါမှာ ဒုဟောတဲ့ပချက်ကအင်းတော့ဟင်းနေမဲယေ လူတွေကတင့်ကိုချစ်မှာမဟုတ်ဘူး တုံတော်နဲ့ဆောဆောက ချစ်တဲ့သူရှိသလို ဆောဆောဘောဟောတဲ့ မုန်းတဲ့သူလည်းရှိလိမ့်မယ် ဖိုးဘောရမယံငေါဟဲ ဒါပေမဲ့အရေးမကြီးဘူး ကမကြီးချီခ တင့်ကိုမုန်းလို့အဲ့ဒီယူပါယုံကိုဖျက်ဆီးတဲ့သူတွေလည်းရှိလိမ့်မယ် ဖွေကတဲ့ခဲပချက်ကအင်းတော့ရူဘရီဘောရမယံငေါဟဲ ဒါပေမဲ့ဘုရားပေးတဲ့ယူပါယုံမှန်နေဆိုရင် သွဲမပချက်ကနမေဘောအင်းတော့အတသိရထွလာရဲ့ တလောကလုံးဖျက်ဆီးတယ်ဆိုရင်တော့မှ လေဖိပင်ပင်းနဲ့ရူဘဟဲယမ စာတန်ကဖျက်ဆီးတယ်ဆိုရင်တော့မှ စေတန်အရူယမ အဲ့ဒီယူပါယုံကဘယ်တော့မှမပြတ်ဘူး တဲပချက်ကအင်းတော့ဖတ်ကြည့်ရောငေါခ အာမင် အာမင် သဘောတူပါသလား နတဘောနတူတဲ့ သဘောတူရင်အာမင်ထူရအောင် အာမင် ဟာလေလုယာ အာမင် တော့ဘုရားသခင်တင့်ကိုပေးတဲ့ယူပါယုံတစ်ခုချင်းစီတိုင်း ပချက်နဲ့ပြောအင်းတော့လောက်တာခတိရပဲ စိတ်ချပါ စနေချော သင်အရေးချင်းနဲ့ဘယ်တော့မှမဖြစ်နိုင်ဘူး နဟောနိုတဲ့ထွခုခ ဘုရားသခင်ပေးတယ်ဆိုရင် ပချက်နဲ့ပြောလာရဲ့ ဘုရားသခင်ကပဲပြည့်စုံစေမယ် ပချက်နဲ့အသိစကြီး ကျွန်တော်ဒီနေ့ကောင်းချီးပေးတယ် အတရင်ဟိထွက်ကြပြော တယောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ပေးတဲ့ယူပါယုံတွေ ပင်ပရဲပဲပချက်နဲ့ပြောအင်းတော့ခ အသင်းတော်ပေါ်မှာပေးတဲ့ယူပါယုံတွေ ခရစ်တော်ဘူကပြောအင်းတော့ခ ဘုရားသခင်ကပြည့်စုံခွင့်ပေးပါစေ ပချက်နဲ့သိစပဲစာ 2026မှာပဲပြည့်စုံခွင့်ပေးပါစေ ဟောနီကိုယကိုတရုကမောသိပဲစာ အာမင်လက်ကုပ်တီးပါအာမင်တရရောက်စအောင်ဘုရားကောင်းကြီးပေးပါစေ အာမင်ကျေဘဘီဝနီထွဲပြောစာအာမင်အာကမောချီလောဟေကဝနီအာမင် ဝါဘာပဲဖြစ်ဖြစ်အိတ်ချင်ပြေသွားပြီအဲ့လောက်ဆိုရင် တေတော့နေထွဲမဟိစကော ဒါကြောင့်ယူပါယုံဆိုတာဖျက်ဆီးလို့မရဘူး ငါကပချက်ကတဲ့ထောအင်းတော့ဂျဘောရခုခ ကြောင့်တင်းကိုဘုရားသခင်ပေးထားတဲ့ယူပါယုံတွေ ပချက်တဲ့ပြောအင်းတော့သူ အချိန်တိုင်းပြည့်စုံလာမယ် အသိအယော်တဲ့အသိကြီး ပြောပါအောင်အချိန်တိုင်းပြည့်စုံလာမယ် ဟိုရှိအသိအယော်တဲ့အသိကြီး ကြည်ကြဲပြောပါအောင်အချိန်တိုင်းပြည့်စုံလာမယ် အချိန်တိုင်းပြည့်စုံလာမယ် အာမင် အာမင် အဲ့တော့ယောသက်ကိုအကိုတွေကယူပါယုံဖျက်ဆီးခြင်းတဲ့အတွက် ယောဆပ်ကအင်းတော့ပချက်တဲ့ပြောအပူဟနဲ့အရူရရဲ့တူရဲ့ ရောင်းစားပလိုက်တယ် အယောဟ ဒါပေမဲ့ယူပါယုံပျက်စီးသွားလား ရူယောအင်းတော့ခ မပျက်စီးပါဘူး ရူခ ကပ္ပဦး90အငယ်20မှာ Genesis သောမငေါတန်ခွင်းရဲ့ ကပ္ပဦးကျမ်းခန်းကြီး90အငယ်20ကိုကြည့်အောင် သောမငေါ Genesis တာသောမငေါအဒီဘတာခွင်း ဒီမှာ
ယောသက်ကဘာပြောလဲ เองก็ยอเซฟนะโมจิม တင်းတို့ဟာကျွန်တော်ကိုညှင်းဆဲမယ်လို့ကြံစီပေမယ် นารีเนี่ยกระตงว่าโวโซเปื้อลานะตัวกูเยมา ဖယားသခင်သည်ယနေ့ဖြစ်သည့်အတိုင်း ปัจเจเนขะเอขาอหวย လူ ပေါ်လာ များ တယ် အသက်ချမ်းသာစေခြင်းကကျေးဇူးပြုမိဟုကြံတော်မူတယ် ปัตตยาตงตัวฮีโนฮาลาคาโทตีอึนโทอึนตีจิเดโห အကိုတွေကယောသရဲ့အိမ်မက်ကိုဖျက်ဆီးဖို့စဉ်းစားတယ် အူဟန်နဲ့ယောဆက်အင်းတော့ကရူလာပတန်ကူဟဲ ဒါပေမဲ့ဖယားသခင်ကအဲ့ဒီဖျက်ဆီးတဲ့လူတွေအဖြစ် ထိုစလေယမပချနခဲရူရဘတုံတော့ဟဲလီယဒေ မပျက်စီးသွားဘူး ရူလက်ခဲ ပြည့်စုံဖို့ဖြစ်လာတယ် သင်းတော့ဟာလာနဲ့ထွာ အကြောင်းယူပါယုံရတဲ့အခါမှာ ပချကေအင်းတော့ဟဲနမင်းဒေ တင်လူနှမျိုးနဲ့တွေ့လိမ့်မယ် တုံတော့ဖိနေနဲ့တောင်းကိုကြည့် ပထမတစ်မျိုးဟာ လောကေဖိကေတော့ တင်းကိုကူညီပေးမဲ့သူတွေဖြစ်တယ် ပေါလာဟဲဘောထွာကြည့် နောက်တစ်မျိုးကတော့ ဖိကေတော့ ဒုက္ခပေးမဲ့သူတွေဖြစ်တယ် ရူနောဝဆောနောပြေလာဟဲဘော အဲ့တော့ ထွာကြ ယူ ည့် ပါယုံရှိပြီဆိုတာနဲ့ ဒေပချကေအင်းတော့ဟဲနမင်းပဲကြည့်တယ် တေချာပေါက်ဒီလူနှမျိုးနဲ့တွေ့မယ် ဟဲသေချဘောအေဖိနေတုံတော့တဲ့တောင်းကိုကြော ဘသူနဲ့ပဲတွေ့ အောင်နေတဲ့တောင်းကိုရေမှာ ဖျားပေးတဲ့ယူပါယုံဆိုရင် ပချရဲပြေဘောအင်းတော့ထွာလာရဲ့ တေချာပေါက်ပြည့်စုံမယ် အသေးချဘောတော့သိင်ကြီး လက်ကုပ်တီးပါဝရီဖျား အာမင်ဟာလေလုယာ ကြောင့်နံပါတ်1ကကျွန်တော်တို့ဘဝမှာယူပါယုံရေးကြည့်တယ် သူတို့အဟိနောကအင်းတော့ပချကေအရေးကြီး အမေရိကန်ရောက်လာတာနဲ့ အမေရိကန်ထော်တယ် လူတော်တော်များများက တုံတော့ပတဲ့န အဲ့ဒီယူပါယုံပျောက်သွားတယ် သူအင်းတော့အဝဲဆဟဲ ကျွန်တော်တို့ယူပါယုံတို့အသက်ရှင်ရမယ့်အစား ပချနေဘေဘောအင်းတော့ကဟီလီတယ် အမေရိကန်ရဲ့ system ထဲမှာအဆင်ပြေဖို့အသက်ရှင်ကြတယ် အမေရိကန်ကဟီလာခအဟိယော အမေရိကန်ရဲ့အိမ်မက်တွေထဲမှာအသက်ရှင်ကြတယ် အမေရိကန်ဟဲနေဟေဘောအင်းတော့ကခဲတီလာအဟိယော စာတန်ကဘာလုပ်လဲ ပချစေတနေမမချီ ဖယားသခင်ရဲ့ vision နောက်လိုက်ဖို့စား ပချအင်းတော့ဘေကတဲ့ခဲတပခလာမြေဝဲတော့လားနိဘက်ကပ် ဖယားသခင်ရဲ့အိမ်မက်ယူပါယုံနဲ့အသက်ရှင်မဲ့စား ပချကေအင်းတော့ဟီလီတယ် အမေရိကန်ရဲ့အိမ်မက်ထဲမှာအသက်ရှင်ခိုင်းတယ် အမေရိကန်အင်းတော့ကခဲအဟိယော အမေရိကန်ရဲ့အိမ်မက်ကဘာလဲ အမေရိကန်အင်းတော့ဘာမ အိမ်အကျွေးတွေကားအကျွေးတွေကြည်ဖို့ဖြစ်တယ် အင်းလေဘာကမော်တော်လေဘာစံကလာဘောခါနဲ့ အဲ့ဒီအကျွေးတွေမရှိဘဲနဲ့ရှင်သန်ဖို့ဖြစ်တယ် တဲ့လေဘာအင်္ဂလိပ်တဲ့ဟင်းလာခဲအမေရိကန်အင်းတော့ ကျွန်တော်ပြောပြရစီ ကဲဟို အမေရိကန်အိမ်မက်နောက်မလိုက်ပါနဲ့ အမေရိကန်ဟဲအင်းတော့နော်လာယူကနာ ဖယားသခင်ရဲ့အိမ်မက်နောက်ကိုလိုက်ပါ ပချရဲပြေဘောနော်လာယူကို လက်ကုပ်တီးပါအောင်အဲ့ဒီဖယားကို ဘေဘသေးဆိုစီ နောက်ဒုတိယတစ်ချက်ကဘာလဲ တာနီနော်ကြောင့်မမ ယောသက်ကိုယူသွားပြီးနောက်ပိုင်းမှာ ယောစခအလကဲတဲ့ ဒုတိယတစ်ယောက်ခေါ်ခြင်းခံရတယ် လိုနီနော်ဘွာအကူရပဲဟဲ ယာကုပ်ရဲ့သားသမီးတွေကစံစပါးကိုအဲဂုတုမှာတောဝယ်တဲ့အချိန်မှာ ယောယာကုတ်တော့ဟဲအီချပီရာလာခဲအေဘော်ရေကိုလေဟဲခဲ သူတို့ကယောသက်ကိုမမှတ်မိကြဘူး အမေမင်းနဲ့ယောစခစင်တော့ခဲ ယောသက်ကသူတို့ကိုမှတ်မိတယ် ယောစနဲ့မိမိကစင်တော့ဟဲ ယောသက်ကိုသူတို့ကမမှတ်မိဘူး ယောစခမိမိနဲ့စင်တော့ခဲ ကျွန်တော်တို့လည်းအဲ့တိုင်းပဲမဟုတ်လား အမေမတူတဲ့ခယောဤ ကျွန်တော်တို့ပတ်စံပေးရမယ့်လူတွေဆိုကျွန်တော်တို့မမှတ်မိဘူး ဖွားပြလာမောတော့အစင်တော့ခေါ် ဒါပေမဲ့ကျွန်တော်တို့ပတ်စံရမယ့်ဟာတော့ကျွန်တော်အယမ်းမှတ်မိတယ် အမေနော်ငေါ်မေရီယာစင်တော့ အကိုတွေလည်းအဲ့တိုင်း အော်ဟဲ့မတော်မောတယ်စင်တော့ခဲ ဒါပေမဲ့အန်ဝေါ်စရာကောင်းတယ် ခေါ်ရူလာအောင် ဟယ်လိုဒီမှာအန်ဝေါ်စရာကောင်းတယ် အင်္ဂခေါ်ရူလာအောင် ယောသက်က ယောဆက်တူ သူ့အကိုတွေကိုမေးခွန်းမေးတယ် အူဟဲခပခဲ နောက်ဆုံးသူတို့ကယာကုပ်ရဲ့သားသမီးဖြစ်တယ်ဆိုတာသူတို့ပြောပြတယ် အော်ကဲမင်းတို့ယာကုပ်တော့ဟဲနေကဲထွားကြည့်တဲ့ဟုတ်ပဲယောဆက်ခ အဲ့ဒါနဲ့သူတို့ကနောက်တစ်ခေါက်လာခဲ့ရင်နောက်တစ်ခေါက်လာခဲ့တယ်ဆိုရင် အော်ဘွာအဲ့ထွားတဲ့နော် ဘင်ဂျမင်ကိုခေါ်ခဲ့ဖို့မှာတယ် ဘင်ဂျမင်ဘွာတိစဘောလာဘောဟာတော့ဟဲ ဒါပေမဲ့မသွားခင်မှာ အသီးမောဟဲခဲ ညီကိုတစ်ယောက်ကိုသူကခေါ်ထားတယ် ဦးနိုလိုခေခအကန်အကူဟဲ ကဘာဦးချန်ခန်းကြီး40နဲ့အငယ်24ကိုဖတ်စေခြင်းနဲ့ Genesis somebody tani ta kyo tampliga keresryo ကဘာဦးချန်ခန်းကြီး40နဲ့အငယ်24ကိုအားလုံးသူတို့ကဖတ်ရအောင် akala ne rekyosi ထိုအခါယောသတ်သည်သူတို့ထံမှခဏခွာ၍ငိုလေတပံပြန်လာပြန်၍ နှုတ်ဆက်ပြီးလင်ရှစ်မုံကိုသူတို့အစွတ်ထဲက
ယူ၍သူတို့ရှိတွင်ချီနှောင်လေ အကိုတွေအများကြီးရှိတယ် ဥဟပတေဟံ ရူဘင်ရှိတယ် ရူဘင်ဘလအောင် ယူဒာရှိတယ် ယူသဘလံ တခြားညီကိုတွေအများကြီးရှိတယ် အတမဥနုပတေအောင် ဒါပေမဲ့ယောသက်ကဘသူ့ကိုခေါ်ထားလဲ ယောဆပ်နဲ့အဟမကို ဘသူ့ကိုခေါ်ထားလဲ အဟမကို ဘသူလဲ ရှီမောင် ရှီမောင်ဆိုတဲ့အကိုကိုခေါ်ထားတယ် ရှီမောင်ကြကွာဥဘောခအကို ရှီမောင်ဆိုတဲ့နာမည်အတိတ်ပဲက ရှီမောင်ကြီးဘောအတိပစ်ရှိလန်တို့ ဖယားသခင်ကြားတယ် ပချမ်းနဲ့အထဲကြီးဘော ဖယားသခင်ကြားတယ်ဆိုတာဘာကိုပြောတာလဲ ပချမ်းနဲ့အထဲကြီးဘောတော့မဟုတ်ဘူး စွတ်တောင်းခြင်းကိုပြောတာဖြစ်တယ် စောဆာနောဟာဟိုရနော်နဲ့ထွာ ပြောကျွန်တော်တို့ဘက်တာမှာနံပါတ်1စာတန်ကဘာခိုးလဲ အမီကစေတန်နဲ့တာခိနောမမရူ ယောသက်ဆိုတဲ့ယူပါယုံကိုခိုးတယ် ယောဆပ်အထောဘောပချကေအင်းတော့ခန်ရူ အဲ့တော့ယောသက်ပျောက်ပြီးသွားရင် ယောဆပ်အဝဲကပဲယေ ဒုတိယတစ်ခုဘာခိုးဖို့ကြိုးစားလဲ လောနီနောကအမမဘူရူလာရူတာနီနောက စွတ်တောင်းခြင်းဆိုတဲ့ရှီမောင်ကိုကျွန်တော်တို့စီကနေခိုးဖို့ကြိုးစားတယ် စောဆာနောအချကဘောရှီမောင်ခဘူရူရူ တခြားမတော့မှာ ဟေဒင်းယောရှိ ဒီနေ့လူတချို့ကပြောတယ် တူတော့ဘာနဲ့ဟိုဟဲ ငါမှယူပါယုံရှိတယ် ကဲကအင်းတော့ဟေကဟေ ဒါပေမဲ့ ကြီး လူတစ်ယောက်တကယ်ယူပါယုံရှိလားမရှိလားဘယ်လိုသိနိုင်မလဲ တုံသောလကအင်းတော့ဟေတဲ့ဟေကဒီဘာနဲ့မနခုကို ယူပါယုံရှိတယ်ဆိုရင် အင်းတော့ဟေလာထွေရဲ့ အဲ့ဒီလူရဲ့ဘဝမှာအမြဲတမ်းစွတ်တောင်းခြင်းရှိတယ် တဲ့တုံတော့အင်းတော့ဟေဘောဟင်းတော့ကစောဆာနောတိတေအောင် ကျွန်တော်တို့စွတ်တောင်းတယ်ဆိုတာက စောဆန်းကြီးမတူ ကျွန်တော်တို့အရေးချင်းနဲ့မလုံနိုင်တဲ့ယူပါယုံရှိလို့ဖြစ်တယ် စောဆန်းကြီးမတူ天တော့ဟောတော့ကြီးခုလီဘောအင်းတော့ဟေကတူနေစောဆန်း လူတစ်ယောက်ကိုကြည့်ပါ တုံတော့လကခဘဒူ အဲ့ဒီလူကစွတ်တောင်းခြင်းအတ္တမရှိဘူးဆိုရင် ခဲတုံတော့စောဆန်းတော့ဟေခလာထွေရဲ့ သူ့ရဲ့အထဲထဲမှာ အလုံးခုက ဖျားပေးတဲ့ယူပါယုံပျောက်နေလို့ဖြစ်တယ် ပချဲနဲ့ပြေဘောအင်းတော့အဝဲကတူနေထွာ အတင်းတော်မှာဘသူတွေကစွတ်တောင်းအစည်းအဝေးမှန်တယ်လေ ခရစ်တော်ဘုရားဟဲမစောဆန်းတော့ကပါဝဲဟဲ ယူပါယုံရှိတဲ့သူတွေဖြစ်တယ် အင်းတော့ဟေဟဲဘောနဲ့ထွာ အာမင် အာမင် ယူပါယုံမရှိတဲ့သူတွေက အင်းတော့ဟေလီရဘောဒူ ယူပါယုံပျောက်တာနဲ့ အင်းတော့အဝဲတယ် စွတ်တောင်းခြင်းလည်းပျောက်တော့တာပဲ စောဆန်းတော့ဘလအဝဲဘောပဲ ဘာဖြစ်လို့စွတ်မတောင်းတာလဲ ဘယ်မစောတဲ့ဆန်ခို လူတော်တော်များများက တုံတော့ပတဲ့သူ ကိုယ့်အရေးချင်းနဲ့လုံနိုင်တဲ့အရာတွေအတွက် အမောကြီးခုနော်ကြီးလာမောအလား ဘယ်တော့မှစွတ်မတောင်း စောဆန်းခဲ ဝိုးမမှာဈေးသွားဝယ်ဖို့စွတ်တောင်းတဲ့သူရှိလား ဝမကလာဇီဥတော်ရလာစောဆမောယော ရှိလား အောင်ယော မရှိဘူး အောင်ခဲ ဝိုးမမှာဈေးသွားဝယ်တဲ့အခါမှာ ဝမလာဥတော်နေခွေယေ ကိုယ့်အကိုကြည့်ပြီးတော့ဝယ်လာတယ်မဟုတ်ဘူးလား ဟောနဒူယဟောနေတင်ခေါ်ကြော ဘယ်နှယောက်ကအဲ့ရှိမှာစွတ်တောင်းပြီးကိုတော့ဝယ်ရမလားမဝယ်ရဘူးလားတောင်းတဲ့လူရှိလား အဟမအီမလာဟဲဘီဘကရဲမတဲ့ကရဲခုံမတဲ့ကြည့်တဲ့စောဆမောယော အဲ့ဒီမှာစံတုတ်တွေကိုယေရှုနာမနဲ့သိမ့်ပိုက်တယ်ယေရှုနာမနဲ့သိမ့်ပိုက်တယ်ရှိလား ခဲတတရခယေရှုမီနေကဲဖေးဝကြည့်တဲ့စောဆမောယော ဘသူမှမသိမ့်ပိုက်ဘူးပဲ အာနေခတဲ့ချခ ခက်တီတီနဲ့တောင်းနဲ့ထည့်လာပြီးတော့ဘန်ကတ်နဲ့ရှင်းလိုက်တယ် ဝါဟောနလာယဘန်ကတဲ့ဗရဟောနေစီက ကျွန်တော်တို့လုံနိုင်တဲ့ဟာအတွက် အကြီးခုပါရလား ကျွန်တော်တို့အရေးချင်းရှိတဲ့အရာအတွက် ဟောနော်နဲ့ဖေဘောရလား ဘသူမှစွတ်မတောင်းကြဘူး ဟန်ဟေစောဆန်ခဲ ဟိုကျွန်တော်တို့ဘာဖြစ်လို့စွတ်တောင်းတာ ဘ လဲ ယ်မစောဆော ကျွန်တော်တို့အရေးချင်းနဲ့မလုံနိုင်တဲ့အရာရှိ အ လို့ဖြစ် ကြီး တယ် ခုနော်တဲ့အကြီးခုလေဘောအန်ကဲတုန်နဲ့ထွာ တဲ့မှာယူပါယုံရှိရင် အင်္ဂပချေအင်းနော်ဟေယေ ယူပါယုံရှိတဲ့လူဟာ အင်းနော်ဟေဘောဒူ စွတ်တောင်းအစီအဝေးခေါ်စရာမလိုဘူး စောဆန်နော်ကလာကိုဟုတ်ခ ဟုတ်ပါသလား ထွာတဲ့ မနဲ့စွတ်တောင်းဖို့အဲ့ရနိုးစရာမလိုဘူး အော်ခွစောဆာလာသူဘီဟုတ်ခ ကျွန်တော်ရဲ့ဘဝမှာ ကဟိနော်က မနဲ့အစိုးရထားတယ် အော်ခွတကောကထ ကျွန်တော်စွတ်တောင်းတယ် စောကစား ကျွန်တော်စွတ်တောင်းတာ စောကစားမောဒူ စားဖို့မရှိလို့မဟုတ်ဘူး ဘောခေခေတဲ့ထောခ အိမ်အကျွေးကြောင့်မဟုတ်ဘူး အင်းလေဘကဲတူထောခ ကားအကျွေးကြောင့်လည်းမဟုတ်ဘူး မော်တော်လေဘကဲတူမထောခ စားဝတ်နေရေးကြောင့်လည်းမဟုတ်ဘူး ဘောနေဘောလာမထောခ ကျွန်တော်အမေရိကမှာ အမေရိကက ဘာအကျွေးမှမရှိဘူး ဘောလေဘဟေကောင်ခ ကျွန်တော်အိမ်အကျွေးကားအကျွေးအားလုံးကြည့်ပြီး မအင်းလေဘမော်တော်လေဘမရထားမယ် ကျွန်တော်အကျွေး0ဖြစ်တယ် လေဘ0နဲ့ကဟေ နှစ်နဲ့8လအတွင်းမှာ နေကုန်းနီးနေစတရက ဒေါ်လာ6သိန်းနဲ့အိမ်လည်းအကျွေးကြေသွားပြီ ဒေါ်လာ3တရမေကရချေ ကားဖိုးတွေအကုန်ကြေသွားပြီ မော်တော်မေကရချေ ဒါကကျွန်တော်မနဲ့စိုးရိမ်ဘာလို့ထားတာလဲ ဝမ်းမတဲ့မာချေပီဒီအခတ် စား ကော ဝတ် က နေ ထူ ရေးအတွက်ထားတာမဟုတ်ဘူး အန်ဒီဟာလာကထူခ ပေးမှန်နေအတွက်ထားတာမဟုတ်ဘူး တမဟာလာကထူခ ကျွန်တော်အထဲမှာ ကလုံးခုက ယူပါယုံရှိလို့ကျွန်တော်ထားတာ ပ ဖြစ် ချေ တယ် ကအင်းတော့ဟာလာကထူ အဲ့ဒီယူပါယုံကကျွန်တော်ကိုစွတ်တောင်းဖို့နှိုးဆော်တယ် တူအင်းတော့နေကကဆောဆလာရထူစာ ကျွန်တော်မှရှိတဲ့ယူပါယုံတွေက ကကအန်မအင်းတော့ဟန် ဒေါ်လာမီလီယံနဲ့အလုပ်လုပ်လို့မရဘူး က
million rugula yek ဘီလီယံနဲ့လည်းမရနိုင်ဘူး billion ma yek ထရီလီယံနဲ့လည်းမလောက်ဘူး trillion ma yek ဘယ်ပတ်စံနဲ့မှလုံးလို့မရတဲ့အရာတွေကိုကျွန်တော်အထက်မှာယူပါယုံရှိတယ် bo phwe de ye ma chi khu li bo eno ka kalong khu ga ong ဒန်ယေလကတနေ့3ချိန်ဆူတောင်းတယ် de ne jo nin ke ve thong so sa စာဝတ်နေရေးအစင်မပြေလို့မဟုတ်ဘူး eno se je to ye tho ke သူ့ရဲ့ယူပါယုံဖြစ်တယ် eno ha la ne thwa ယေရုရှလင်မြို့ကိုပြန်တည်ဆောက်ဖို့အတွက်ဖြစ်တယ် jerusalem ko bo re chi no ha la ne thwa အကြောင်းမှတ်ထားပါ sin to gu ယူပါယုံမရှိတော့ရင် eno ne ve ke ye ဆူတောင်းခြင်းရှိမှာမဟုတ်တော့ဘူး so sa no kha yang ve ngo ke ကြောက်ချွတ်ယုံကြည်သူတွေ aba jeng tu ha မနဲ့လဲဆူမတောင်းဘူး o ko ma so na sang ke နေ့လဲလဲဆူမတောင်းဘူး ni thu ma so na sang ည ke နေလဲဆူမတောင်းဘူး je te ma so na sang ke ဆူတောင်းခြင်းဆိုတာသင်အောင်ဆရာခိုင်းလို့လုပ်တဲ့အရာမဟုတ်ဘူး so san ji bo do pastor ne no bo re tho ke အထဲမှာရှိတဲ့ယူပါယုံကြောင့်လုပ်ရတဲ့အရာဖြစ်တယ် along khula bo eno ne no bo ne thwa ကြောင့်တင်မှာယူပါယုံရှိတယ်ဆိုရင် na ke eno la thola ye တင်သေးချပေါက်ဆူတောင်းမယ် tha tin te che bo so sa တင် he သေးချပေါက်ဆူတောင်းစီဝေးလာမယ် tha tin ne so sa no ka la ne te တင်သေးချပေါက်ဆူတောင်းခြင်းမှာတက်ကြွတဲ့သူဖြစ်မယ် so sa no ga လက်ကုပ်တီး me ဘုရား ra ကိုချီး tho မွ se မ်း bo ရ la အောင် ne ta ngo လက်ကုပ်တီးဘုရားကိုချီးမွမ်းရအောင် ke bie de be bo the so အဲ့တော့ဒုတိယတစ်ချက်ဘသူပျောက်သွားလဲ lo ni no hang ma ve ရှီမောင်ပျောက်သွားတယ် simon ave ယောသက်ကရှီမောင်ကိုခေါ်ထားတယ် joseph ne simon ka aku ဒါကြောင့်မတ်တာပါယူပါယုံဆိုတဲ့ယောသက်ဟာ eno athwa bo joseph ka တခြားလူကိုမခေါ်ထားဘူး mi he ku ke စွတ်တောင်းခြင်းဆိုတဲ့ရှီမောင်ကိုခေါ်ထားတယ် so sa no a ko bo simon ka na ယူ ko ပါယုံနဲ့စွတ်တောင်းခြင်းဟာအမြဲတမ်းအတူတူအလုပ်လုပ်တယ် eno ye so sa no de ti re la ke နားလည်ဖို့ဘုရားကောင်းကြီးပေးပါစေ the che no be bo ne pwe be ကြောက် sa တင်ဒီနေ့ယူပါယုံနဲ့စွတ်တောင်းဖို့လိုတယ် eno de so na sa ho မကြခင်မှာဘုရားသခင်ကတင့်ကိုကိုယ်ပိုင်လုပ်ငန်းပေးဖို့ယူပါယုံရှိတယ်ဆိုရင် ba che ne aru mo mo re lo e pwe ngo ye ဟုတ်တယ်တင့်ရဲ့ငွေနဲ့မဖြစ်နိုင်ဘူး athwa na pho si de tho ku ke တင့်ရဲ့အရေးချင်းနဲ့မဖြစ်နိုင်ဘူး na thyo no de tho ku ke ဘုရားယူပါယုံပေးရင် ba che ne yu pa yo e pwe be ye တင့်ဘာလိုအပ်လဲ na mo ma na ho စွတ်တောင်းခြင်းလိုအပ်တယ် so sa no ne na ho စွတ်တောင်းပြီဆိုရင် so na sa ve la tho ye တေချာပေါအဲ့ဒီယူပါယုံကပြည့်စုံလာမယ် a te che bo de te ba che ge eno de na ke tin ji လက်ကုပ်တီးပြီးဘုရားကိုချီးမွမ်းရ ke အောင် bie de be bo the so ngo amen ယူပါယုံနဲ့ဘာလို့မပြည့်စုံလာတာလဲ vai ma eno I think ကျွန်တော်တို့ရဲ့ယူပါယုံနဲ့ဘာလို့မပြည့်စုံလာတာလဲ vai ma eno I think ကျွန်တော်တို့စွတ်မတောင်းသေးလို့ဖြစ်တယ် so asan kho ge to ne thwa နားလည်ဖို့ဘုရားကောင်းကြီးပေးပါ the စေ thyo no be bo ne pwe be ကျွန် sa တော်သိတဲ့ဒီထဲမှာယူပါယုံရှိတဲ့သူတွေရှိတယ် enga eno he bo on ကိုယ်ပိုင်လုပ်ငန်းလုပ်မဲ့ယူပါယုံရှိတဲ့သူတွေရှိတယ် ko pai re lo la he bo eno he bo na ngo ဘုရားသခင်ကအံ့ဩဖို့ရအသုံးပြုမဲ့ယူပါယုံရှိတဲ့သူတွေ ba ဖြစ် che တယ် ne kho ru de e ma gu la bo yu pa yo he bo ယူ ne ပါယုံရှိတဲ့သူတွေအာမင်ထူရအောင် yu pa yo he bo amen pwe ngo amen အဲ့ဆိုကျွန်တော်ဘာလို့လဲ thola e mo ma ho be စွတ်တောင်းခြင်းလိုတယ် so sa no ho be ဆိုတော့အခုတတိယတစ်ယောက် lo thong no lo khe နောက်ဆုံးတစ်ယောက်ကဘာတူလဲ ne thyo no lo khe da ho me ဘင်ဂျမင်ဖြစ်တယ် benjamin ne ဒီမှာ thwa ယာကုပ်ကဘာပြောလဲဆိုရင် enga jacob ne mo chi ma chi la thola ndo အားလုံးကျေးဇူးပြုပြီးဒါဖတ်စီခြင်းနဲ့ yes rio ကပ္ပဦးကျမ်း genesis အခန်းကြီး42အငယ်28ကိုဖတ်စီခြင်းနဲ့ somebody tani ta kyu tan tre khe yes rio ကပ္ပဦးကျမ်းအခန်းကြီး40အငယ်38ကိုဖတ်စီခြင်းနဲ့ so thong tan tre kha somebody tani so thong tan tre အငယ်38ကိုဖတ်စီခြင်းနဲ့ somebody tani so thong tan tre di bo so thong tan tre khe yes rio ကပ္ပဦး40:38 genesis 38 khai lesson ni 38 kala khe အခန်းကြီး40အငယ်38တွေ့ရင်ဟုတ်ပြီတွေ့ရင်ဒီကဖိုင်အောင်တဲ့တော့ ဘာကလေတင်တို့နဲ့အတူငါသားမတွားရသူဤအကိုသေးပြီးသူသည်တယောက်တည်းကြံ၏တင်တို့တွားရလမ်းခရီးတွင်သူ၌ဘေးရောက်လျင်တင်တို့သည်ငါစပင်ဖြူကိုဝမ်းနေချင်းနဲ့တကွမရဏနိုင်ငံသို့တက်ရောက်စေကြလိမ့်မည်ဟုဆိုလေ၏ ဆိုဒီမှာဘာပြောလဲဆိုတော့ အင်္ဂမမဟု ဘင်ဂျမင်ကိုခေါ်သွားဖို့ပြောတဲ့အခါမှာ benjamin gave a thick hang of hair to do ယာကုပ်ကမထည့်ခြင်းဘူး jacob ne sober be kha အဲ့ဒီဘင်ဂျမင်သာတစ်ခုခုဖြစ်တယ်ဆိုရင် benjamin ta kha khe chi gu la yin du ငါသေးချပေါက်ငရဲသွားမယ် ဖေးရရလာနေဟေးကလာကစပဲကြီးအကြီး ဒီမှာစဉ်းစားကြည့်ပါဦး အင်္ဂတူတူဟင်ယူ ယူပါယုံမရှိတော့ဘူး အင်းတော်ဝက်ခ စွတ်တောင်းခြင်းမရှိတော့ဘူး စောဆန်တော်ဝက်ခ အခုဒီ
ဘင်ဂျမင်ကိုသူဖတ်တွေ့ထားတယ် အတူဘင်ဂျမင်မခက်ကလေးနဲ့မဲကင်းလဲ ဒီဘင်ဂျမင်ကဘာကိုပုံဆောင်လဲဆို အေး ရင် ဘင်ဂျမင်နဲ့ဘာမှမစကြည့်လိုက်ရဲ့ ဘင်ဂျမင်ဟာ ဘင်ဂျမင်တို့ ဘင်ဂျမင်ရဲ့နာမည်အဓိပ္ပာယ်က ဘင်ဂျမင်မင်းအရှူလန်တို့ အဘရဲ့လက်ရဘက်မှာရှိတော်သားလို့အဓိပ္ပာယ်ရတယ် ပေါ်ရလာအောင်ဘောသဘောကြည့်တဲ့အရှူလန်အောင် ဘင်ဂျမင်မှာနာမည်နှစ်ခုရှိတယ် ဘင်ဂျမင်ကအမီမီနီဟွေ သူ့ရဲ့အမေကသေခံနီးမှာဘေနောနီလို့ပေးတယ် အနုံးနဲ့ချစ်တဲ့ကဘေတော်နိကြည့်တဲ့မင်းပွေဆရာ ဘေနောနီဆိုတဲ့နာမည်အဓိပ္ပာယ်က ဘေနော်နိကြည့်ဘောအမီရှူလန်တို့ မောင်နာကျင်လို့အဓိပ္ပာယ်ရတယ် မရရတိဘောကြည့်တဲ့အရှူလန်အောင် ခါနန်ပြည်မှာမွေးတဲ့တူတီတော်သားက ခါနာရန်ကအဖေဘောလခိကလေးဘောတပေါ်တို့ ဘင်ဂျမင်ဖြစ်တယ် ဘင်ဂျမင်နဲ့ထွာ ကျန်တဲ့သားသမီးအားလုံးကလာဘန်ရှိမှာမွေးတာ တလဲဘောအမီကောဒလာဘန်ကအဆိုင်ဘောနဲ့ထွာ ဘင်ဂျမင်တစ်ယောက်တည်းကဂတိတော်မြေမှာမွေးတာ ဘင်ဂျမင်လခိကလေးနဲ့ပကင်းနောရန်ကဖေဘောထွာ ဘဲလင်မျိုးမှာမွေးတယ် ဘင်လင်ခေါ်ကဖေဘောနဲ့ထွာ အဲ့ဒီဘင်ဂျမင်မှာနာမည်နှစ်ခုရှိတယ် ဘင်ဂျမင်ကမင်းသားနေဟွေ တစ်ခုကသူ့အမေပေးခဲ့တယ် အနုံးနဲ့ပွေဘောတန်ခေ ဘေနောနီလို့အဓိပ္ပာယ်ရတယ် ဘေနော်နိကြည့်တဲ့အမီအောင် နာကျင်ချင်းဝေဒနာ သီစနောမရတိဘောကြည့်တဲ့ နောက်သူ့အဖေပေးတဲ့နာမည်က အပေါ်တဲ့ပွေဘောမင်းတို့ ဘင်ဂျမင် ဘင်ဂျမင် အဘရဲ့လက်ရဘက်မှာရှိတဲ့သား ပေါ်ရလာအောင်ဘောတပေါ်ကြည့်ဘောထွာ လူတစ်ယောက်တည်းမှာနာမည်နှစ်ခုရှိတယ် လခိကရဲ့မီမီနီဟွေ အဲ့နာမည်ဟာ prophet ပြုချက်ဖြစ်တယ် တဲ့မင်းတို့ prophet ပြချက်တဲ့ထွာ အဓိပ္ပာယ်ကဘာလဲဆိုရင် အဆူလာနမထွာကြည့် တရက်မှာဒီဘဲလင်မှာမွေးတဲ့သူဟာ နိခတကဘယ်လင်ခေါ်ကဘာပြဘောတော့ ဘေနောနီဆိုတဲ့နာကျင်ချင်းဝေဒနာခံရမယ် ဘေနော်နိကြည့်ဘောမရတိဘောအတောင်းကြည့်ဂျင်းဘောထွာရ အဲ့ဒါဘသူ့ကိုပြောတာလဲ အောင်မဟုတ်ရ လွန်ခဲ့တဲ့နှစ်ပေါင်း2000က အလွယ်ဘောကုန်းထောင်းင်းက တင်းနဲ့ကျွန်တော်ရဲ့အပြစ်ကြွေးကိုစပ်ဖို့အတွက် နာဒီကဲစင်နောဟာလာမေပွခလာ ဒီလောကကိုကြွလာပြီးတော့ အဲလေဖြေဝလာခေအဲရုံယာ လက်ဝါးကားတိုင်းမှာအသေးခံတဲ့ယေရှုကိုပြောတာ လေဗေလာတရကချဘောယေရှုခါဟိုရနောတဲ့ အဲ့ဒီယေရှုကနာကျင်ချင်းဝေဒနာခံပြီးမပြီးဘူး အဲယေရှုခရစ်တော်သီစနောတွစကုနောကလေးတဲ့ထန်ခ တကြိုချင်းခံတယ် ဥထွာ 3 ရက်မြောက်နေ့မှာထမြောက်တယ် နိထုံနောကထိုချီ အဲ့ဒီယေရှုကအခုဗမာရှိလေ တဲ့ယေရှုတော်သူဘာခမောင် အဘရဲ့လက်ရဘက်မှာရှိတယ် ပေါ်ရလာခေအဒဟော သူကခမည်းတော်ရဲ့လက်ရဘက်မှာရှိတယ် အမ်ပေါ်ရလာခေအဒဟော ဒါကြောင့်နာကျင်ချင်းဝေဒနာကနေ ဝေါ်စောရတဲ့နောကတဲ့ လက်ရဘက်မှာရှိတဲ့သားဖြစ်ပြောင်းသွားတယ် ရာလာဒဟောဘောတပေါ်လာရူလေကို ဒါကြောင့်ဘင်ဂျမင်ကဘာကိုပုံဆောင်လဲဆိုတော့ ဘင်ဂျမင်နဲ့မစ္စနောတော်မထွာကြည့် ယေရှုခရစ်တော်အဖြစ်ခံရတဲ့ဂျေဇုတော်ကိုပုံဆောင်တယ် ယေရှုခရစ်တော်လျက်တဲ့အမေဘောတော်တိနောကမစ္စနောနဲ့ထွာ ဒါကြောင့်ကျွန်တော်တို့ဘဝမှာနံပါတ်1စာတန်ကယူပါယုံကိုခိုးတယ် အဘောအဟိနောကတာခိနောစေတန်နဲ့အေနောခရူ နံပါတ်2ဆုတောင်းခြင်းကိုခိုးတယ် တာနီနောဆောဆာနောခရူ နောက်ဆုံးနဲ့အရေးကြီးဆုံးက နေချတဲ့အကြီးကြီးဟောဘောသူ ဖခင်ရဲ့ဂျေဇုတော်ကို ပချက်ထောတိနောဘလန်ခါ ကျွန်တော်တို့ဘဝတဲကနေထုတ်သွားဖို့ကြိုးစားတယ် အဟိနောကတဲ့လောလာအပသင်ကို ကျောက်ယာကုပ်ကပြောတယ် လေယာကုပ်နဲ့ဟော အဲ့ဒီဂျေဇုတော်သာမရှိရင် တဲ့ထောတိနောအောင်ဝဲခလာယေ ငါအရှင်လက်လက်ငရဲသွားတယ်လို့ဖြစ်မယ် ကဟိပီတဲ့ဟေကလာအတေဘောတဲ့ကထွာကြီး ကျွန်တော်ရှိတယောက်ချင်းစီတာ အေကဟာဘောမီလူရဝဲ ကျွန်တော်တို့ဘဝမှာဖခင်ရဲ့ဂျေဇုတော်အရေးကြီးတယ် အေဘီအဟိနောကဘီဘောထောတိနောဟာဂျီမရ ဂျေ ချီ ဇုတော်ကိုမေ့လို့မရဘူး ထောတိနောနီလာယေခ ဂျေဇုတော်ဟာအရေးကြီးတယ် အထောတိနောဟမရကြီးချီ ဂျေဇုတော်ကဘယ်လောက်ကောင်းတယ်လဲ အထောတိနောဟချမအဟေ ကပ္ပဦးကျမ်းကိုကြည့်အောင် ကဂျေနစစ်က ကပ္ပဦးကျမ်းခန်းကြီး43အငယ်4နဲ့5ကိုဖတ်ရအောင် ဂျေနစစ်သောမလီတန်ထောင်းလေငါတမ်ပလီတမ်ပငော ကပ္ပဦး43အငယ်4 5အားလုံးသူကဖတ်ရအောင် တမ်ပလီတမ်ပငောကခဲရဲကြော ကျွန်ုပ်တို့ညီကိုထဲ့လေသွား၍အဘစားဖို့ရာဝေပါမည်ညီကိုမထဲ့လေမသွားပါအကြောင်းမူကားထိုသူသည်တင်းတို့ညီမပါလေငါမျက်နာကို မမြင်ရဟုပြောထားပြီဟုအဘအားပြန်ဆိုလေ ဒီမှာရုဘင်ကဘာပြောလဲဆိုတော့ အင်္ဂါရူဘီနေမဘောချီမဂျင်တော့ အဲဂုတုမှာစဘာသွားဝယ်ဖို့အတွက် အီချစ်ရန်လာတတာရင်ခလန်ခ ပတ်စံပါမသွားမယ်လို့မပြောဘူး ပတ်ဖွာတဲ့ကဲဝတ်ချစ်ခ ကျွန်တော်တို့ရဲ့ညီဖြစ်တဲ့ဘင်ဂျမင်ပါမသွားမယ် ကဲနူတဘောတော့ဘင်ချမီအသေးရနေကဲဖချီ ယောသက်ကမှားတယ် ယောဆက်နေအတော့ဟဲ ဘင်ဂျမင်မပါဘူးဆိုရင် ဘင်ချမီအပါခရဲ့ ငါမျက်နာကိုမြင်ရမှာမဟုတ်ဘူး ကမဲဟနဲ့မငေါခိုအကြီး ခမည်းတော်ရဲ့မျက်နာကိုမြင်ရဖို့အတွက် ပေါ်မဲမခလာဟ ယေရှုဒီဟုသောဂျေဇုတော်မပါရင်မရနိုင်ဘူး ယေရှုတော်ဘောထောတိနောပါခရဲ့ခ
ယေရှုကတေချာပြောတယ် ယေရှုနဲ့တိကျဟို ငါဟာလမ်းခီးတမန်တရားအသက်ဖြစ်တယ် ကဲတော့လာပြီးပတိနေဟင်းတော့ကထွားကြီး ငါကိုအမိမပြုတ်ရင် ကဲလေးတဲ့ဒု ခမည်းတော်ခံကိုရောက်မှာမဟုတ်ဘူး ကပေါ်ကလာနဲ့ထွားငေါခို ဒါကြောင့်ယေရှုတော်ဟာ ထိုကိတဲ့ထောတိနော်ဒု ကျွန်တော်တို့တပုတ်ရောက်ချင်းစီတိုင်းတော့အရေးကြီးတယ် လောကရဝဲဟာလာယီချီဘနဲ့ထွား ပြောပါအောင်ယေရှုတော် ဟိုစတေဂျူရော ကြည်ပြောပါအောင်ယေရှုတော် ယေရှုရော ကြောင့်အသင်းတော်တွေမှာယေရှုတော်ဟာမရှိမဖြစ်ပဲ ခရစ်တော်ဘွယ်ကထောတိနော်အထွတ်ထဲအောင်ခရထွတ်ထဲလေးဘနဲ့ထွား မိသားစုတွေမှာယေရှုတော်ဟာအရေးကြီးတယ် အေဘကထောတိနော်ယီချီ ဒါကြောင့်အဲ့ဒီယေရှုတော်ပျောက်သွားရင် တွေ့ထောတိနော်အဝဲဝဲလာယေ ယေရှုတော်မရှိတော့ရင် ထောတိနော်အဝဲဝဲလာယေ ယာကုပ်ပြောတယ်လို့ပဲ ယာကုပ်နဲ့အဟိုဟောတယ် ကျွန်တော်တို့ဘဝဟာကြာရှုံးသွားလိမ့်မယ် အဟိနော်ကအသပုငဟောတယ်ထွား ကြောင့်ယုံကြည်သူတော်တော်များများ ဇင်တူပတဲ့ပီ ဒီနေ့ကျွန်တော်တို့ကယေရှုတော်တွေးခေါ်တဲ့အထက်မှာယေရှုတော်မပါတော့ဘူး အတွတ်နော်ကအထောတိနော်ပါပဲခ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းထဲမှာယေရှုတော်ပျောက်သွားတဲ့ယုံကြည်သူတွေအများကြီး အစင်နော်ကထောတိနော်အဖဲဘောဇင်တူပတဲ့ပီအောင် အသင်းတော်တွေမှာယေရှုတော်ပျောက်နေတဲ့အသင်းတော်တွေအများကြီးရှိ ခရစ်တော်ဘုကထောတိနော်အဝဲဘောခရစ်တော်ဘုပတဲ့ပီအောင် ယေရှုတော်ဟာအရေးကြီးဆုံးပဲ အထောတိနော်အယီချီဟောဘောနဲ့ထွား အဲ့ဒီယေရှုတော်မပါရင်ကျွန်တော်တို့အသက်တာထဲမှာ တွေ့ထောတိနော်အပါခရဟိနော်က ကောင်းတဲ့အရာတွေခံစားဖို့မဖြစ်နိုင်ဘူး အဟေဘောသလာထွတ်ထဲပဲခ ကပ္ပဦးကျမ်းကိုကျွန်တော်တို့ပြန်ကြည့်ရအောင် Genesis ကမဘောဒိုကြီးချော ကပ္ပဦးကျမ်းခန်းကြီး43ငယ်34ကိုဖတ်ရအောင် လေးစစ်တော့စံပလီတာထုံး34လာ3လေးလာ 43အငယ်34 အော်စောထုံတံပလီအဒီဘောစောထုံတံပလီက ကပ္ပဦး43အငယ်34ကိုဖတ်ရအောင် လေးစစ်34ယောတဒီလေသူတို့စားရန်အဖို့အတီးတီတို့ကိုမိမိထံမှပေးလိုက်ဘင်ဂျမင်ရသောအဖို့သည်ဤကိုတို့ကိုဖို့တဲ့ငါးဆများသည်သူတို့သည်တောက်၍ပျော်မွေ့ခြင်းကိုတို့ရောက်ကြ၏ အဲ့တော့အခုဒီတစ်ခေါက်သူတို့စပားတော်ဝယ်တဲ့အခါမှာ အင်္ဂါစတရလာဟဲထွဲတော့ သူတို့ဘင်ဂျမင်ကိုခေါ်သွားတယ် ဘင်ဂျမင်ခအတိစဘောပဲဟဲ ဘင်ဂျမင်ခေါ်သွားတဲ့အခါမှာ ဘင်ဂျမင်ဟဲအတိစဘောဟဲတော့ ယောသက်ကဘာလုပ်ပြီးစောင့်နေလဲ ကျိုးတဲ့နေဗန်နေမှာငေါဟဲ စားတောက်တဲ့စပွဲခင်းပြီးစောင့်နေတယ် အဲနိုဘောတဘဖဲရပါတိတဲ့ဟဲ စဉ်းစားကြည့်ပါဦး တို့တို့ဟိယစီ အဲကူတူကိုသူတို့သွားတဲ့အခါမှာ အေးချလာဟဲအတိလေဟဲခဲ စားတောက်ဖို့သွားတာမဟုတ်ဘူး အဲလာတဲ့ဘောထွခ စပားဝယ်ဖို့ပဲသွားတာ တတရဲလာဟောတဲ့ဘောနဲ့ ဒါ ထွ ပေမဲ့ဘင်ဂျမင်ဒီဟူသောကျေးဇူးတော်ပါတဲ့အခါမှာ ထွစလဲမဘင်ဂျမင်ကဘောထောတီနိုဟဲအတိခဲဘောဟဲဒူ သူတို့မျောလင့်တာထက်ပိုကောင်းတဲ့အရာကစော အ င့်နေ ငဲဟဲဘောလေရေကဲဟဲဘောအမေဟဲ တင်ဘဝမှာ နဟိနောက ကျေးဇူးတော်ရှိတယ်ဆိုရင် ထောတီနိုအင်္ဂလာထွယေ သင်ရဲ့အနာဂတ်မှာ နားနမလား မနှက်ပြန်မှာ အော်ခွလာဟာ ပိုကောင်းတဲ့အရာကစောင့်နေမယ် ကဲဟဲဘောနေငေါ စားတောက်ပွဲကြီးစောင့်နေတယ် အဲနိုပြပြနာငေါဟဲ အကောင်းဆုံးအရာတွေခင်းထားတယ် အဟေဟုတ်တယ်ဘောဖဲပဲဟဲ အဲ့တော့ယောသက်ကအကိုတွေအားလုံးကိုစားဖို့ပေးတယ် ယောဆက်နဲ့အူဟဲကအဲဘောပြဲ စဉ်းစားကြည့်ပါဦး တို့တို့ဟျောစီ ဘင်ဂျမင်ဆိုတာအငယ်ဆုံးဖြစ်တယ် ဘင်ဂျမင်တို့အဒီဟောတဲ့ဝန်ဟောထွာ ဒါပေမဲ့ယောသက်ကဘင်ဂျမင်ကိုအစားတောက်ပေးတဲ့အခါမှာ ယောဆက်နဲ့ဘင်ဂျမင်အဲဘောဟဲပွဲတော့ အကိုတွေအားလုံးကိုတဖို့စီပဲပေးတယ် အူဟဲမြာကောခတာခတိပွဲဟဲ ဒါပေမဲ့ဘင်ဂျမင်တက်ကြတော့ ဘင်ဂျမင်ဟာလန်တော့ ငါးဆများတယ် လေပငေါလောဟွာ ငါးဆိုတဲ့ခဏဟာကျေးဇူးတော်ကိုပုံဆောင်တယ် တာပငေါကြီးဘနာဘထောတီနိုမစရောနဲ့ထွာ တကယ်ဆိုရင်အငယ်ဆုံးဆိုတာအများကြီးမစားနိုင်ဘူး အတသာတင်နေတော့အဒီဟောဘောကြလောဟွဲခုခ အကြီးတွေကပိုစားနိုင်တယ် အလေးဟွဲဘောနဲ့ခုဟွဲ ထုံးစံဆိုရင် အထွန်းတော့ဒီဘဟုလိုက်ရော အကြီးကိုပို့ပေးရမယ် အလေးဟောဟပတဲ့ပွဲလာမော အငယ်ကိုရှော့ပေးရမယ် အဒီဟောဘောတပွဲစီစဟောလာမော ကျေးဇူးတော်ဟာထုံးစံနဲ့စန့်ကျင်ဘက်ဖြစ်တယ် ထောတီနိုတော့ပုံမှန်ကြည့်ဘောကြအဆူလျာကို ကျေးဇူးတော်ဟာထုံးစံတိုင်းအလုံးမလုံးဘူး ထောတီနိုတော့ပုံမှန်နေအရလာဘောထောခ အကြီးတွေရတာထက် အလေးဟဲဘောမင်းဘောလေရေ ကျေးဇူးတော်ဟာပို့ရတယ် ထောတီနိုတော့ပတ်တဲ့ဘောမစခို ဘုရားသခင်ကသင်ကိုကျေးဇူးတော်ထဲမှာ ပချဲနာထောတီနိုလို့ခုခခဲ အလုံးလုံးတာချင်းအတူတူ ရရတဲ့လောမမီရေ အမေရိကမှာရောက်တာချင်းအတူတူ အမေရိကန်ထောဘောအထောတော့ကလန်က ကျေးဇူးတော်နဲ့အသက်ရှင်မယ်ဆိုရင် ထောတီနိုတဲ့နေဟိလာထောရေ သူများထပ်ပို့ရမယ် မိဟလဲရနမေဟောကြီး အာမင် 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 အာမင်အာမင်သူရောက်ဆောင်ဘုရားကောင်းကြီးပေးပါစေ မလို့နမေပြောနေထွက်ပြောစာ ဘာအားဖြစ်လဲ ဘာဘောလေတဲ့မ ကြဲကြဲလေး ဂျေဇူတော်အဖေ လုပ်ငန်းထဲမှာပို့ရမယ် နရလောလောကလောဟောနမကြီး မျက်နှာသာပို့ရမယ် မေဟိနောကိနမကြီး သူ
သူများအနှစ်30ကျွေးကြေတဲ့ကျွေးခဏလေးနဲ့ကြေမယ် အကုန်ဆုံးထုံမြဲနဲ့အဆန်းကဲပေါ်လဲပါဆော့ဆော့တဲ့နှစ်ဆန်းခုကြီး လက်ကုပ်တီးပါအောင်အဲ့ဒီဖျားကို တဲ့တော့ပြီးတော့ကပြည့်တဲ့ထေဆော နောက်တခါ လုကတဲ့ အခန်းကြီး45အငယ်27နဲ့22မှာ စောမလီတမ်ဘငောကလဲခက်ကလဲနင်က ဒီမှာကြည့်ပါဦးအားလုံးတူကဖတ်ရအောင် အင်္ဂါအရိယငောပင်ခလာ ဣသရေလဤသားတို့သည်ဖြူ၍ယောသတ်သည်လဲတို့ကို၎င်းလမ်းခီး၌စားစိတ်များကို၎င်းပေးအကိုရှိသမျှ တို့အားလည်း အဝတ်လဲစရာဖို့ပေးဘင်ဂျမင်အားလည်းငွေအကျပ်300နဲ့ အဝတ်လေးစရာဖို့ဝက်စုံငါအဝတ်ငါးစုံကိုထပ်၍ပေး ကဲသူတို့ အာမင် ယောသတ်နဲ့အကိုမန်းသိသွားပြီ ယောဆက်နဲ့အူကြွနေမှာဟဲ့ သူတို့အဖေကိုပြန်သွားခေါ်ဖို့သွားကြမယ် အပေါ်ကဖင်းကိုကိပဲအပေါ်ကူလန်တီပဲ အဲ့တော့ယောသတ်ကဘာလုပ်လဲ ယောဆက်နဲ့မောချီမ အကိုတိုင်းတော့ဝစ်စရာအဝတ်ပေးတယ် အမအူဟဲမြာကောလာလောကူလာဘောသောမရ အ ပဲ ကိုတွေအားလုံးကဝစ်စုံတစ်စုံစီရကြတယ် အူဟဲမြာကောအန်ကီတန်ခတိမရမဲဟဲ့ ဒါပေမဲ့ တော့ ဘင်ဂျမင်ကြတော့ ဘင်ဂျမင်တော့ ဝစ်စုံတစ်စုံနဲ့မပေးဘူး ဘာခိကလည်းထွားခ ကျန်းစာကပြောတယ် ဘယ်ဘူတော့တဲ့ဟို အဝတ်လဲစရာ9စုံပေးတယ် ရူလေကူနော်လာဘောသောဇုံပငောအပွာ ကဲစဉ်းစားကြည့်ပါဦး တို့စီ ညီကိုတွေအတူတူပဲ ဦးနုဟဲဖဲလို့ကဟဲ ဒါပေမဲ့ဂျေစုတော်က သောတိနိုဒူ အခြားသူတွေအတွက်အမြဲတမ်းပို့ရတယ် အသားပွဲလေးပေးရလို့ဟောလာညမွေ ခရိယန်ဖြစ်ရင်တော့မှ ခရိယနဲ့ထွေးရမဟဲ ဂျေစုတော်ကိုနားလဲတယ်ဆိုရင် သောတိနိုနဲ့ထဲထလာရဲ့ ဂျေစုတော်ကိုဝန်ခံတယ်ဆိုရင် ဂျီသောတိနိုကနသလာ သူ ထွေးရ များရတာတဲ့တင်ပို့ရမယ် မိဟဲဘောလေနမေဟောကြီး အာမင် အာမင် ပြောပါဦးဘင်ဂျမင် ဘင်ဂျမင် ချစ်ချစ်ပြောပါဦးဘင်ဂျမင် ဘင်ဂျမင်ကြီးတဲ့ဟိုစီ ချစ်ချစ်ပြောပါဦးဘင်ဂျမင် ဘင်ဂျမင် ဟာလေလုယာ အာမင် ဘင်ဂျမင်ကောင်းကြီးဖြစ်တယ် ဘင်ဂျမင်ဟူထွန်းနေ ဘယ်နှယောက်ကဘင်ဂျမင်ကောင်းကြီးလို့ကျင်လဲ အော်လောရမဘင်ဂျမင်ဟူထွန်းရဟ တတော်ပြောပါဦးဘင်ဂျမင်ကောင်းကြီးဘယ်နှယောက် ကြော လို့ က် ကျင် စီဟာစီအာမင် ပြန်ကောင်းကြီးပေးပါစေ ဘယ်မနေထွန်းပြပါစာ ဘင်ဂျမင်ကောင်းကြီးပေးခြင်းယူလို့ကျင်ရင် ဘင်ဂျမင်ဟူထွန်းတဲ့ရရဲ့ အလူငွေထည့်ရင်လည်းဘင်ဂျမင်နေထည့်ပါ အလူငွေနဲ့ထဲပဲဘင်ဂျမင်ကနဲ့ထဲကော အမေရိကမှာဘင်ဂျမင်ကောင်းကဒေါ်လာ100တန်ဖြစ်တယ် အမေရိကန်ကဘင်ဂျမင်လူတော့တရားတန်ကဇကိဘောတလောကခင်ဆွေကူ အဗရာဟမ်လင်ကွန်မဟုတ်ဘူး အဗရာလင်ကွန်တော့က ဘင်ဂျမင်ဖြစ်တယ် ဘင်ဂျမင်နဲ့တော့ ကျောက်ကျွန်တော်ကအပတ်တိုင်း လူနော်တက အဲ့ ယ် ဒီ ရ ဘင်ဂျမင်ကောင်းကြီးကိုကျွန်တော်ကကြီးညာတယ် တဲ့ဘင်ဂျမင်ဟူထွန်းတီတီကစရခဲ အပတ်တိုင်းဖဲเจ้าလာရင် လူနော်တကယ်က ကျွန်တော်မှရှိတဲ့လောက်က ဟေးသူဘော ကျွန်တော်ဝင်တဲ့လောက်မထည့်ဘူး အတင်းတော့ရကတဲ့ခ အမြဲတမ်းဂျေစုတော်အပေါ်မှာပဲပါဝင်တယ် အကြောင်းရအထောတိနော်ဘောလာခင်ကကပါဝေ ကျွန်တော်အလူငွေထည့်ရင် ကအလူငွေကပြည့်ပဲရဲ့ ဟောကျွန်တော်ဒီတစ်ပတ်ဒီလောက်ဝင်တဲ့အတွက်ဒီလောက်ထည့်မယ်လို့ဘယ်တော့မှမထည့်ဘူး အာတူလူနော်ဟဲ့ရတင်ကတူကထင်ကိုကြည့်ဝက်ခိကထ ကျွန် မ တော်ဘယ်လောက်ပဲဝင်ဝင် ဟဲ့ရတင်ရမှာ ကျွန်တော်ဂျေစုတော်အပေါ်မှာပဲပါဝင်တယ် အထောတိနော်ဘောလာခင်ကပွား နားလေဖို့ဘုရားကောင်းကြီးပါစေ ထဲထဲနော်လာဘေဝနေထွေပွားပါ ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ကုန်းခဲလုံးခိုက ဘုရားเจ้าလာတိုင်း ဘင်လာကတဲ့တက ဘင်ဂျမင်9ရွက်ယူလာတယ် ဘင်ဂျမင်နော်ပေါ့တဲ့ကဲတဲ့ ဘယ်လောက်ပဲဝင်ဝင် တော့တဲ့ရမှာ ကျွန်တော်ကအမြဲတမ်းယုံကြည်ခြင်းနဲ့ဘင်ဂျမင်9ရွက်ကိုပထည့်တယ် ဇင်းနော်တဲ့ဘင်ဂျမင်နော်ပေါ့ဘာကတဲ့ ကျွန်တော်ကပြီးခဲ့တဲ့အပတ်အတွက်ထည့်တာမဟုတ်ဘူး အလွယ်ပဲဘလူနော်ကတဲ့ဘောထော အခုလာမယ့်အပတ်အတွက်ထည့်တာဖြစ်တယ် အော်သူရဲ့ထွာလမ်ဘောလူနော်ဟာလာဘလကတဲ့ပဲ အခုဒီနှစ်မှာ အတူအေကုံက ကျွန်တော်အပတ်တိုင်းဖះเจ้าလာရင် လူနော်တကဘင်လာကထွားပဲရဲ့ ဘင်ဂျမင်10ရွက်ယူလာတယ် ဘင်ဂျမင်နော်ဟောရင်ကတဲ့ပဲ စိုက်တဲ့အချိန်ခင်ဗျအတင်းတော်မှာစည်ရင်လာစစ်လို့ရတယ် နဲခရစ်နရီခရစ်ကခရစ်တော့ဘူးလားစင်းနေစခု အပတ်တိုင်း လူနော်တက ဘင်ဂျမင်10ရွက်ယူလာတယ် ဘင်ဂျမင်နော်ဟောကတဲ့ အလူငွေအိတ်ထဲမှာကျွန်တော်ထည့်တယ် အလူငွေအပေါင်ကလာခဲ့ကတဲ့ ပြီးခဲ့တဲ့အပတ်ကဝင်ငွေမဟုတ်ဘူး အလွယ်ပဲဘောကဝင်ငွေထွက်ခ လာမယ့်အပတ်အတွက်ဝင်ငွေကိုကျွန်တော်ထည့်တာဖြစ်တယ် အဲထွာလမ်ဘောလူနော်ဟာလာကတဲ့ ဒီမှာကြည့်ပါဦးဘင်ဂျမင်ဘာလုပ်လဲ ဘာတူတော့ဘင်ဂျမင်နဲ့ဘောမ ကျွန် ချီ တော်ကိုရီးယားအင်ဂျီရတယ် အခုအဟဲအန်ကီမရမဲ तू ကအင်ဂျီ9ထည့်ရတယ် အမောရောဇုံပုံအမေ တယောက်တည်း9ထည့်ဘယ်လိုဝင့်မလဲ လက်ခင်ကလည်းဇုံပုံကဘာကြမှာနော်ကူငေါ အဲ့ဒါလည်းအရေးမကြီးဘူး တဲ့မှာကြီးကြည့်ခ ကျွန်တော်ဘုရားသခင်ကအံ့ဩစရာကြီး ပချဲတခေါ်ရောပချဲ ကျေးဇူးတော်ထဲမှာလုံလောက်အောင်ပဲပေးတာမဟုတ်ဘူး ထောတီနော်လုံးခုကဖေးရော်လန်ကလေးပြန်ပွက်ခ ပို့ရှောင်အောင်ပေးတာ အလေကိုလာနေပွက် ဒီမှာထူးခြားတာတစ်ခုပြအောင်မယ် အထူးစားမတိုင်းဘောကဟောငေါ ရှင်နဲ့အကိုတွေကိုပတ်စံပေးတယ်ဆိုတာမတွေ့ရဘူး အခုဟဲခေါ်ဖွက်ပွက်ကြီးဘောကမဲဘောခ အဝတ်ပဲပေးတယ် ဥတော်ကလည်းပွက်ဟဲ ဒီမှာဘင်ဂျမင်အားလဲ ဘင်ဂျမင်ဟာလာ ငွေအကျပ်
300 ဖွာစထုံ ကဲစဉ်းစားကြည့်ပါဦး ခတ်တော့ ဒီမှာမိဘတွေရှိတယ် နုံပေါ်ဟနငော ခရီးသွားတယ်ဆိုရင် ခွတ်တော့မရေ သားသမီးတွေအကြီးစီမှာပတ်စံအလားအငယ်စီမှာပတ်စံအလား အလိမ်ဘောနတပုတ်ကတဲ့အတော်တော်ကတဲ့ဖွာနာအဆွေကတဲ့ ဘယ်မှာသူရှိမှာအလဲ တော်တော်က ဟုတ်တယ်မလား အကြီးမှာ အကြီးကပတ်စံကန်ရတယ် အလိမ်ဘောအတော်တော်နဲ့ဖွာက အငယ်တွေဆိုပျောက်သွားမှကြောက်တယ်မလား ဒီဟဘောတဲ့ဗက်စစင်ကကြွားရော အဲ့ဒါကလူတိုင်းကထုံးစံပဲ တွင်းတော့တုံတော့အမြစ်ကောကံဘောတွန်းတော့နေတော့ ဘာဖြစ်လို့လဲအကြီးတွေပဲကျွန်တော်တို့ပုံစိတ်ချတယ် ဝမ်းမကြည့်တော့အတော်တော်ကနေဆက်ချဟော ဒါပေမဲ့ကျေးဇူးတော်ကထုံးစံမဟုတ်ဘူး ထောတိတော့အနည်းပုံမတင်တော့တဲ့ထွားပဲ အကြီးတွေကိုပတ်စံမပေးဘူး အလဲဟောအတော်တော်ဖွာပွေခ အငယ်ဘင်ဂျမင်ကိုပတ်စံပေး အ တယ် ဆွေဘောကတဲ့ပေါ်ပွေ ပတ်စံကဘယ်သူလက်ထဲမှာပဲရှိတာလဲ ဖွာကကြောမှာ ဘင်ဂျမင်ဆိုတဲ့ကျေးဇူးတော်ရဲ့လက်ထဲမှာပဲရှိ ဘေး တာ ချဘေးချကဘောထောတိတော့ကနော် Hallelujah အာမင် Somebody shout hallelujah Hallelujah Somebody shout hallelujah Hallelujah Amen အာမင် ကျောက်ကျေးဇူးတော်ထဲမှာ ထောတိတော့ခုက ကျေးဇူးတော်ကိုသဘောပေါက်လာရင် ထောတိတော့ခပဲနဲ့ထဲထဲပဲရေ ဘင်ဂျမင်ကိုကြည့်ပါဦး ဘင်ဂျမင်ခရူတော့ သူပါလာတာနဲ့စပွဲခင်းခံရတယ် ဟဲထောအဲပါဘူးနော်လီတဲ့တပိဖဲထွာ ငါးစပူရတယ် လက်ပငောအမေ तू ကသူ့အကိုကိုပြောမယ် ဝါခဟုတ်ပဲငော ငါအများကြီးမစားနိုင်ဘူး ကျပတဲ့ကဲခုခ ငါဝိတ်လျှော့နေတယ် ကျဝိကရှော့ မရဘူး ယေခ မင်းစားနိုင်တာမစားနိုင်တာအရေးမကြီးဘူး နဲခုပဲနဲခုဝါယူကြည့်ခ ကျေးဇူးတော်အမြဲတမ်းပို့ပေးတယ် ထောတိတော့တော့ရောင်းရအလောလာနေပွာ ထုံးစံကအကိုတွေကိုပတ်စံပေးရမှာ အထုံးဆန်းအန်တီတော့တော်တော်ပွေလာမဖွာ ကျေးဇူးတော်အငယ်ကိုပဲပတ်စံပေး အ တယ် ထောတိတော့တော့ဆွေဝဟန်ပေါ်ပွာ တင်းဘွားထဲမှာ နဟိနောက ကျေးဇူးတော်ကိုသဘောပေါက်တယ်ဆိုရင် အထောတိတော့ကနေထဲထဲရင်တို့ အရေးချင်းနဲ့မဆိုင်တဲ့ငွေကြေးကိုဖရားအပ်လိမ့်မယ် နထောတော့တဲ့ဆင်ကလေးကိုဖွရှိကပချနေအကြီး လက်ကုပ်တီးပါအဲ့ဒီဖရား ဘေဘောကဘေသေးဆောစေ ဒီမှာကြည့်ပါဦး အေကလူတို့စီ ဒီ300ဘလောက်များလဲသိလား အေးစထုံးရမကြည့်ဘနနေရော ရောတက်ကိုရောင်းတာတော့20ပဲရတယ် ရောဆက်အရွယ်လေးကြည့်ကွနေတာရွယ်ဟဲ လူတစ်ယောက်ကိုရောင်းတာတော့20ပဲရတယ် လုံတော်လခေရွယ်မကြည့်ကွနေမဲဟဲ စဉ်းစားကြည့်ပါဦး တို့စီ လူ10ယောက်ကိုဝယ်ရင်တော့မှ200ပဲရှိသေးတယ် တုံတော်လဟရွယ်မဇနီးနေမဲဟဲ လူ15ယောက်ဝယ်လို့ရတယ် သုံးတော်လဟလေပေါ်ရဲလာရဲ့ ရောတက်ကိုရောင်းတာ20ပဲရတယ် ရောဆက်အယောလေးအရွယ်လေးကကြည့်ကွနေမဲဟဲ အခုရောတက်ကလူ15ယောက်ဝယ်လို့ရတဲ့ပတ်စံကိုပေးတယ် ရောဆက်နဲ့တူရလဟလေပေါ်ရဲနော်အယေဘောဖွငါပွာ ဘလောက်များတဲ့ပတ်စံလဲ ဟဲ့စစ်တမ်းဘောဖွမထွာ ကျွန်တော်တို့300ဆို American dollar 300ကိုမမြင်စေချင်ဘူး အဲဇထုံကြီးရဲ့အမေရိကန်ဒေါ်လာဇထုံခရဲ့တူစရခေါ် ဒီခေတ်နဲ့ပြောမယ်ဆိုရင် အဲအတူစင်းနေဟိုလာထွာလာ မ ရဲ့ န်ရှင်းအိမ်အလုံးပေါင်းများစွာဝယ်နိုင်တဲ့ပတ်စံဖြစ်တယ် လုံချင်းရတဲ့လေးအရင်ခုဘောဖွနေထွာ စက်ယုံအလုံးယုံနေထောင်နိုင်တဲ့ပတ်စံဖြစ်တယ် စေယုံဟဲဖူပတဲ့ပြီးအထုံခုဘောဖွနေထွာ နောက်ဆုံးပေါ်ကားတွေယာနဲ့ချီဝယ်နိုင်တဲ့ပတ်စံဖြစ်တယ် မော်တော်ဟဲစာအရှာရတဲ့ရင်ခုဘောဖွနေထွာ ဘုရားသခင်ကဘယ်ထဲမှာပဲပေးလဲ ဘေဘောနဲ့တော့မောကမပွာ ကျေးဇူးတော်ထဲမှာပဲပေးတယ် ထောတီနောကခေနေပွာ ပြန်ပြောမယ်ကျေးဇူးတော်ထဲမှာပဲပေးတယ် ဘောကဲဟိုထောတီနောကခေနေပွာ ဒီ3ခုပျောက်လို့မရဘူး အဲထာတုံတာထုံဗက်စလာ ယူ ရဲ့ ပါယုံပျောက်လို့မရဘူး ပချေကအဲနောဗက်စလာရဲ့ ဆူတောင်းခြင်းပျောက်လို့မရဘူး စောဆာနောဗက်စလာရဲ့ ကျေးဇူးတော်ပျောက်လို့မရဘူး ထောတီနောဗက်စလာရဲ့ အမေရိကမှာကိုဘာလို့တက်တယ်လဲသိလား ဗိုင်မအမေရိကန်ကမောချေကွနေရော ကျေးဇူးတော်ပျောက်သွားလို့ ထောတီနောအဗက်ကတူ ကိုလုံနိုင်တဲ့လောက်ပဲစဉ်းစားလို့ အကြီးခွဲနော်ရခနဲ့အတူဟဲ ကိုအရေးချင်းပေါ်မှာပဲရက်တီလို့ အမီ跳နော်ဘောလာခေနဲ့အဒါဟဲ ယုံကြည်သူဆိုတာ ဇင်တူကြည့်ပါဒူ ကိုအရေးချင်းနဲ့မဆိုင်ဘူး အ跳နော်တဲ့ဆေကိုခ ဖခင်ရဲ့ကျေးဇူးတော်နဲ့ဆိုင် ပချေထောတီနော်တဲ့နဆေကို လက်ခုပ်တီးပေါင်းအဲ့ဒီဖေ ဘေဘတေးဆော့စကိပြတဲ့ ပြောပါအောင်ကျေးဇူးတော် ဟိုစစ်ကျေစုတော် ကျောက်ယေရှုနောက်လိုက်ဖို့အတွက် ခေတူရဲ့ ယူပါယုံလိုတယ် အော်အဲတာအင်းနော်ဟို ဆူတောင်းခြင်းလိုတယ် ဆောဆာနော်ဟို ကျေးဇူးတော်ကိုသဘောပေါက် ထောတီနော်ထဲထဟို ကိုစူးစမ်းမှုနဲ့မလိုက်နိုင်ဘူး ထောယူကူနော်တဲ့အယူခုခော ကိုကောင်းလို့လိုက်နိုင်မှာမဟုတ်ဘူး နော်ဟင်းနော်တဲ့နယူခုငောခ ကျေးဇူးတော်ကတင့်ကိုဆွဲခေါ်လိုက်မယ် ထောတီနော်တဲ့နာခဲအတော့ကြီး လက်ခုပ်တီးပေါင်းအဲ့ဒီဖေအောင် ကြပြောစေ ဒီဘက်ချက်မှာဖြစ်လိမ့်မယ်ခါနာတဲ့ဝေဒနာခံစားရတဲ့ အော် သူ အင်္ဂလန်နဲ့ထွန်းဟောကင်းတီဟဲဘော ရှိတော့ပြပါ နကွဟာ ဝါရှင်တန်လာပေါင်းကျေးဇူး နကင်းတီဘောအင်္ဂလန်နကင်းတီဘောနဲ့နကွဟာ ဝါရှင်တန်လာပေါင်းကျေးဇူးပြု ဝါရှင်တန်ကမလာဘဲတော့မြူ ဒီ ဂျီ ဘက်ချက်မှာခါနာတဲ့ဝေဒနာခံစားရတဲ့သူရှိတယ် အင်္ဂလန်အကင်းတီဘောအောင်ဟဲ ရှိမတည့်ရက်ပေးပါ နဒဟောနော်တဲ့ဒဟမ်ဘာ နောက်ကျောမှာနာတယ် နနိုလာနကင်းအတီဘော တ
ထွက်ခဲ့ထားခဲ့ပါထားခဲ့ပါဒီရှိလာပေးပါကျေးဇူးပြုပြီး မလားဟဲ့တော်လေး လာခဲ့ပါလာခဲ့ မ ပါ လားပွေတော့မလားပွေ လာခဲ့ တော့ ရှိသေးတယ် ရှိရင်ထွက်လာခဲ့ပါ နန်းရဲ့ပဲအပွေမလားအပွေ ပြီးတော့ခေါင်းကိုက်တဲ့ဝေဒနာခံစားရလို့ဒီဘက်မှာရှိတယ် အဲ့ကလာလူသီးပေါ့ လာပါရှိလာပါ လူရဲမောဖြင့်အန်ဘောမလားပွေ ရှိလာပါ မလားပွေမလားပွေ လာပါခေါင်းကိုက်တဲ့ဝေဒနာခံစားရတဲ့သူရှိ လူရဲမောလူသီးပေါ့အလားအောင်ဟဲဘော စေးတောင်းရင်လည်းခဏပဲ ရှင်ရဲ့မဆဆနဟွန်တာ ပြန်ဖြစ်လာတယ် ဘွဲတိ ရှိတဲ့လူတို့လာပါ ဘုစီကောလေ ရှိသူလာပါ အဲ့တော်လေးမလားတော် ရှိ လေး သူလာပါ အော်မလားမလားခလိုက် ပြီးတော့ဒီနှက်ခေါင်းမှာပြဿနာရှိတဲ့သူရှိတယ် နဒုကအတိဘောအောင် အထက်ထဲမှာအနာလိုအကျိတ်လိုရှိတယ် အလုံးခလာအဝဲဟောတဲ့အခင်ဘောတဲ့အောင် ရှိထွက်လာပါ အန်ရဲ့ပွေမလားပွေ ရှိထွက်လာပါမြန်လာပါ ရန်ရဲ့အရစကောပဲလား ဒီဘက်ချမ်းမှာဖြစ်လိမ့်မယ် ခလာထွန်ဟလား နားနဲ့ပတ်သက်ပြီးပြဿနာရှိတယ် နကရိနဲ့နကရိတန်လေးဘောအောင် နားနဲ့ပတ်သက်ပြီးတော့ပြဿနာရှိတဲ့သူ နကရိနကရိအတိဘောအရင်ဘော ဝိညာဉ်တော်ကျွန်တော်ပြောနေတယ်ဒီဘက် မ မှာ စောနေဟုတ်ပါခေမစောနေဟုတ် ထွက်လာခဲ့ပါ အပွေမလားပွေ ထွက်လာခဲ့ပါ မလားပွေ နားကြိုက်တယ်နားသိမ့်မကြောက် နကရိနကရိအဲထဲလေးလာကြ ဟိုဘက်မှာရှိနေထွက်လာခဲ့ဘာမှမဖြစ်ဘူး ခလာနရဲ့မအပွေဘောနကရိနဲ့ ဒီဘက်ချမ်းမှာကျွန်တော်ခံစားတယ် ခလာနဲ့ကခန်းစာမအပွေဘောလာရဲ့မအောင်ရဲ့ နောက်ရှင်ဘက်အောင့်တဲ့ဝေဒနာခံစားတယ် ဘူးคือเซอันนี้เลยบ่อวเลยบ่เพียง နှလုံးမှာအောင့်တဲ့ဝေဒนาခံစားတယ် บองก็บองคือเซบ่ ရှင်ဘက်မှာ ခက်ခ နာ တိบ่ တယ် นบือก็ติ ပြီးတော့ညအိတ်မပြော ခွေကြီးနဲ့อีคุเค ထွက်လာခဲ့ပါ အပွေောမလား ရှိထွက်လာခဲ့ပါ ခွေကြီးอีคุလေးบ่เพียง ပြီးတော့ခြေတော့မှာကြိုက်ခဲ့တဲ့ဝေဒနာခံစားတယ် သူရင်บ่เพียงသူရင်บ่เพียงဒါလေးบ่ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး လာပြီဟဲ့တဲ့တခု ဒူးနာတယ် လုတ်တခရိုတိ ရှိထွက်လာခဲ့ပါ နောင်ရဲ့မလားပွေော ဒီဘက်ချမ်းမှာရှိတယ် ခလာကနေအောင်ထောတိနော် အားလုံးမတက်ရအောင်အားလုံးမတက်ရအောင် အကလာတဲ့ဒဟန်ဟော အဲ့တော့ကျွန်တော်မခေါ်တဲ့ စခေယေရှုကြောင့်တော် လူတွေရှိတယ်အနာရောဂါတက်တောင်းခံနေတဲ့သူတွေရှိထွက်လာခဲ့ပါ ညဒန်တော့ဟာလာဆောဆမ်ဘဂရီဘနံဘောယမမလားပွေဘောလေ ထွက်လာခဲ့ပါ အခုဘိုလီဘောကရဒန်တော့လာတဲ့စင်ကာပူနာရီ ယေရှုအသင်ပြည့်တဲ့လဝကတွေမှာဆက်ပြီးပြီ ယေရှုခရစ်နဲ့အစင်တော့ဟာလာဗေလာတော့ကပွေပွေပဲ ချွတ်တော်သူတွေ အဘန်ဒူ အသက်ရှင်ဖို့စိတ်ကုန်နေတဲ့သူတွေရှိလိမ့်မယ် ဟီနိုကအလုံးထံဘောယမန်ကို ဘုရားသခင်ကယေရှုတော်အကြောင်းကိုစဉ်းစားစေခြင်းနဲ့ ပချနေတဲ့နင်းတဲ့ထောတီနိုကောင်လာဘွယ်တော့ရှိရပဲ ဒီနေ့ဒီပို့ဆောင်ပေးတဲ့ယေရှုတော်ဟာ အတနီရချာပြည့်ခဲဘောထောတီနိုက ကိုနောက်လဲပို့ဆောင်မယ် နေလာယမဘွယ်ပြည့်ခဲအန်တီ လောကီတာရနာ အားလုံးဟာယေရှုကြောင့်ပဲဖြစ်တယ် တန်ရင်ဘလယေရှုခရစ်လေးနဲ့ထွာ ဒီတစ်ချင်းနဲ့ကိုးကွယ်ရအောင် ခင်းလုံးတဲ့လော်တဲ့ဘေဘောဘင်ကို ရွေးခဲ့ပြီးအသက်တော်ကိုတော်ပေးခဲ့ပြီးလက်ခံတော်သူတွေတာခါမေ ယေရှုကြောင့်သာ ယေရှုကြောင့်သာသက်ရှင်သည်ယေရှုကြောင့်သာတချစ်ဆိုသည်ယေရှုကြောင့်သာပြည့်စုံသည်ယေရှုကြောင့်ပဲ ယေရှုကြောင့်သာ ယေရှုကြောင့်သာလွန်မြောက်ခြင်း ကိုတော်ကြောင့်ပဲဖြစ် ယေ တယ် ရှုကြောင့်သာ ကိုတော်ယေရှုတော်ကြောင့်ပဲဖြစ်တယ် ယေရှုကြောင့်သာဖြောင့်မခြင်းယေရှုကြောင့်ပဲ ယေရှုကြောင့်သာ ယေရှုကြောင့်သာသက်ရှင်သည်ယေရှုကြောင့်သာချစ်ဆိုသည်ယေရှုကြောင့်သာပြည့်စုံသည်ယေရှုကြောင့်ပဲယေရှုကြောင့်သာလွန်မြောက်ခြင်းယေရှုကြောင့်သာဝမ်းမြောက်ခြင်းယေရှုကြောင့်သာဖြောင့်မခြင်းယေရှုကြောင့်ပဲ ယေရှု
ပေါ်မှာလက်တင်ထားစေခြင်းနဲ့ နဒါလီနောကခန္ဓာကျခံကို ခေါင်းကိုက်တဲ့လူတွေခေါင်းပေါ်လက်တင် န ထား လူ ပါ တိဘောရဲ့နလူဘောလား နှလုံးအောင်တဲ့လူတွေနှလုံးပေါ်လက်တင်ထား န ပါ ဘူးတိဘောရဲ့နဘူးဘောလား တခုတက်ပိုးတဲ့သူတွေကလက်မြောက်ထားပါ နကရမနာဟခု ယေရှုဖေဟာ ယေရှုခရစ်ပချာ ကောင်းချီးပေးတယ် ခထွားပွေယာ ယောဂရှိသမျှအလုံး ဒါတီနောမြေကော လက်ဝါးကားတိုင်းမှာကိုတော်ဟာခံခဲ့ပြီးပြီဖြစ်လို့ယေရှုတင်တယ် ဘယ်လာတနောကနိုင်ဝဲကြည့်တယ်ကလောင်တော် တန်ချက်တော်အဖြစ် အဲဘွနောဟဲလျတဲ့ ကိုတော်ကားတိုင်းမှာခံခဲ့တဲ့တန်ချက်တော်အဖြစ် ဘယ်လာတောင်ကနတဲ့အင်ဘောတီနော ယောဂ ကလေတဲ့ ရှိသမျှမှာ ကတီနောမြေကောကတဲ့ မျိုးဆက်ကျိန်စာရှိသမျှမှာ ဘူခဲဘောထွနောသက်စနောမြေကောကတဲ့ နတ်ဆိုးရဲ့ချီနှောင်မှုရှိသမျှမှာ စေတာဟေလီဘောခကြီးဟေနောမြေကောကတဲ့ လွတ်မြောက်ပြီ ကလပဲ ကျမ်းပါပြီ ကဒါပဲ ဖခင်ရဲ့တကိုးတော်ကအံ့ဩဖွယ်ရတက်ရောက်နေပြီ ဘချေထောနောကိုရရူတဲ့ထွားပဲ ကိုတော်ကိုယေရှုတင်တယ် ဘေဘောနကကြလောတော် တန်ရှင်တော်ဝိညာဉ်တော်ဖျား ခေမစောပချာ ကိုတော်ရဲ့ယေရှုတော်ကြောင့် ဘေဘောနထောတီနောလျတဲ့ ကိုတော်ယေရှုတော်အထဲမှာ ဘေဘောနထောတီနောလုံခုက ယေရှုတော်အဖြစ် နထောတီနောလျတဲ့ ဒီလူတွေရှိသမျှ အဲနထောဟဘလန်ဒူ ဒီနေ့ပင် အတော်နိကတဲ့ ကျမ်းမာစေပြီ ဒါနောဒမ်ပွေထွား လွတ်မြောက်စေပြီ လဲနောပွေထွားပဲ ကောင်းချီးရပြီ ဟူထွားတဲ့ပဲ သူတို့ဘဝကိုစီးတားထားတဲ့အရာတွေ အမိကအတားခေါ်ဘောဟေလီဘောမြေကော ကန့်တက်ထားတဲ့အရာတွေ အတားခေါ်ဘောမြေကော အမင်္ဂလာဖြစ်စေတဲ့အရာအလုံး ဟူထွားထွားလီဘောမြေကော ယခုပင် အတူကတဲ့ လွတ်မြောက်ပြီ လဲနောပဲ လွတ်မြောက်ပြီ လဲနောပဲ ကျမ်းမာပြီ အတားပဲ ယေရှုကြောင့်ဖြစ်တယ် ယေရှုလျတဲ့နဲ့ထွား ဒီအသင်းတော်ကိုလည်းကောင်းချီးပေးတယ် ခရစ်တော်ဘာလာခရစ်တော်ကပွေ ဖျားသခင်နောက်ကိုတကယ်အာယုံစိုက်ပြီးလိုက်နိုင်တဲ့အသင်းတော်ဖြစ်လို့ယေရှုတင်တယ် ဘေဘောထောတီနောနေတဲ့ယောခရစ်တော်ဘထွေတဲ့ကလောင်တော် တင်ယုံဆရာမိသားစုတဲ့ကိုရောကိုယေရှုတင်တယ် ဒီကဲတဲ့ပါစတော်ကအင်ဘဟကလောင်တော် အမှုတော်ဆောင်တွေအတွက်ကိုရောကိုယေရှုတင်တယ် ပချရလဲဘောကဘေဘောနကကလောင်တော် အသင်းတော်လူကြီးတွေအတွက်ကိုရောကိုယေရှု ခ တ ရ င် စ် တ တော် ယ် ပိတာဟာလာဘေဘောနကကလောင်တော် အသင်းသားတစ်ယောက်ချင်းစီတိုင်းအတွက်ကိုရောကိုယေရှုတင်တယ် မင်ဘာစင်တူမီလူရဟာလာဘေဘောနကကလောင်တော် သူတို့အပေါ်မှာယေရှုတော်ရှိပါစေ အမီတောမကထောတီနောတဝဲ သူတို့အပေါ်မှာယူပါယုံကိုအာယုံပြုနိုင်ဖို့မဆာပါ အမီမောကဘေဘောအင်းနောခအခုနောလာဟဲနကလာဘွန်ဟဲဘေဘောဟဲ ယူပါယုံနဲ့တူစွတ်တောင်းအားကြီးတဲ့သူတွေဖြစ်စေပါ အင်းနောကစောစာထောဟဲဘောစင်တူလာတဟဲစာ ကိုရောကိုယေရှုတင်တယ် ဘေဘောနကကလောင်တော် ယေရှုနာမ၌ကျမ်းပါပြီ ယေရှုမင်းနဲ့လာပဲ ယေရှုနာမ၌လွတ်မြောက်ပြီ ယေရှုမင်းနဲ့လာပဲ ယေရှုကြောင့်သာ ကြောင့်သာတရှင်သည်ယေရှုကြောင့်သာတခြင်းဆိုသည်ယေရှုကြောင့်သာဖြစ်ဆုံးသည်ယေရှုကြောင့်ပဲယေရှုကြောင့်သာလွန်မြောက်ခြင်းယေရှုကြောင့်သာလွန်မြောက်ခြင်းယေရှုကြောင့်သာပြောင်းလဲခြင်းယေရှုကြောင့်ပဲวิปนิกาวิปผู้เอนอเบื่อเดอเบื่อเดทอยังนึกหลอกอปอจิงตูเนบลังตองบอเดอาตุนิติกาอเบื่ออึปตูบอเดฮิกันนึงทอบอเนบลังตองบอกาอาทาคุลีปอปอปเชียสองสนอแต่ปอนสกติงชัวบอเดโนเงงานอเดเชื่อมิสอเวตอกุนอตุเนบลังตองบอกาอาตูเดยองเจเดยองจะละตึงทเวสาอาเมนอาเมนอาเมนเนกลาตอมโบกาเดนองซาปอดทุนไอเปลซา